ဒုတိယအချက်နောက်ဆိုရင်ငါ့ကိုတခင်လေးလိုပဲခေါ်ရမယ်အဖေလို့ခေါ်ခွင့်မရှိဘူးကျေးဇူးရှင်လို့လည်းခေါ်ခွင့်မရှိဘူးတတိယအချက်ငါမင်းတို့ကိုကောင်းမွန်တဲ့လူနေမှုဘဝမျိုးပေးမယ်ဒါပေမဲ့မင်းတို့မှလည်းလှုပ်ဆောင်ရမယ့်တာဝန်တွေရှိတယ်ဒီနေ့ကစပြီးစာတင်ကြတိုင်းပညာသင်ယူကြမှာကြပြီးတာနဲ့မင်းသားကခါကြတဲ့ကငွေစခွက်ကိုထုတ်လိုက်ပါတယ်ဒါကငွေပြား90ဖြစ်တယ်မင်းတို့အဝတ်စားတွေနားနဲ့နေ့စဉ်လိုအပ်တာတွေဝယ်ယူဖို့လုံလောက်ပါတယ်နှစ်တကူပြီးရင်ငါမင်းတို့ကိုပြန်လာကြည့်မယ်ထိုအခါတာဝန်ခံကြီးကငွေကိုရိုးရိုးသေးသေးလက်ခံယူလိုက်ပြီးပြန်လဲပြောကြားလိုက်ပါတယ်တခင်လေးစိတ်ချပါကျွန်တော်သူတို့ကိုတေချာပေါက်ကောင်းမွန်စွာဆုံးမသွန်တင်ပေးပါမယ်မင်းသားကနှုတ်ဆက်ပြီးထွက်ခွာသွားတာနဲ့တာဝန်ခံကြီးကကလေးတွေကိုချက်ချင်းအလုတ်ခွဲဝေပေးလိုက်ပါတော့တဲ့ချူအားချူဆန်းချူစီငါနဲ့အတူအပြင်ထွက်ပြီးပစ္စည်းဝယ်ဖို့လိုက်ခဲ့ကြကျန်တဲ့သူတွေကတန်ရှင်းရေးဆက်လုပ်ကြခင်မီအိစီကားကြီးကိုစီးပြီးမင်းသားကမျိုးစားကြီးရဲ့ခန်းသားထဲဝါလာတဲ့အိမ်တော်ကြီးစီကိုရောက်ရှိလာခဲ့ပါတယ်မျိုးစားကြီးကတကားဝအထိထွက်ပြီးကြိုဆိုလိုက်ပါတယ်မျိုးစားကြီးနှစ်တစ်မှာမင်္ဂလာပါဗျာနှစ်တစ်မှာမင်္ဂလာပါညီနောင်ချူရွာကနေပြန်လာတာလားအဲ့ခန်းထဲရောက်တော့မင်းသားကအမှုပညာလက်ရမြောက်လာတဲ့တစ်တာလေးတစ်လုံးကိုထုတ်ပေးလိုက်ပါတယ်မျိုးစားကြီးဒါကကျွန်တော်ရဲ့စေတနာလက်ဆောင်အနှဲငယ်ပါတစ်တာကိုဖွင့်ကြည့်လိုက်တဲ့အခါထဲမှာဝိုင်းနေတပလင်းနဲ့အစင်းမြင့်ဖန်ခွက်လာလေးတွေပါဝင်နေတာကိုတွေ့လိုက်ရတာကြောင့်မျိုးစားကြီးမှာမျက်လုံးဝိုင်းသားနဲ့အံ့ဩသွားခဲ့ပါတယ်ဒီလိုလှပတဲ့ဖန်ခွက်မျိုးနန်းတော်ထဲမှာတော့မရှိဘူးဒါကိုအထက်ကိုဆက်တလိုက်ရင်ငါရာထူးတိုးမှာတေချာတယ်ညီနောင်ချူရအာနာစရာကြီးဗျာဒီလောက်တမိုးကြီးတာကိုအကိုကြီးကဘလို့လုံးလက်ခံရဲမှာလဲဒီစကားကိုကြားတော့မင်းသားကစိတ်ထဲကနေပြုံးလိုက်ပါတယ်ဒီမြေခွေးအိုကြီးဟန်ဆောင်နေလိုက်တာပြန်သိမ်းလိုက်ရမလားမျိုးစားကြီးရဲ့ကျွန်တော်ကတာမန်ရက်သားတယောက်ပါဒီလိုမျိုးစားအိမ်တော်ရဲ့ထိုင်ကုန်မှာထိုင်ခွင့်ရတာတင်ခင်မင်မှုရေးဆက်ပဲမဟုတ်ပါလားအာမနာပါနဲ့ဟာမျိုးစားလို့မခေါ်ပါနဲ့အကိုကြီးလို့ပဲခေါ်ပါငါတို့ကြားမှာစကားတွေအများကြီးပြောနေစရာမလိုပါဘူးနောက်ဆုံးမင်းကိစ္စဟာငါကိစ္စပဲထိုစဉ်အယိုသေးပေးဖို့ရောက်လာတဲ့လူငယ်တယောက်ကိုမင်းသားကခေါင်းငိမ့်ပြလိုက်ပါတယ်ဦးလေးချူကျမ်းမာပါစေထားပါတူလေးနှစ်တစ်မှာရှမ်းရွာကိုဂါရောဝပြုဖို့လာရင်ဦးလေးကမုတ်ဖိုးအိမ်ကြီးပေးမယ်နော်ထို့နောက်မျိုးစားကြီးရဲ့မိမဆိုးများနဲ့မယား9ယောက်ရောက်ရှိလာကြပါတယ်မယားကြီးဖြစ်သူကမင်းသားရဲ့ဇနီးတွေကိုကြည့်ပြီးချီးမွမ်းနေပါတယ်ဒီညီမလေးကတကယ်ကိုလှပဆိုပြီးလိုက်တာအမတို့တော့အားကြရတယ်ဘလို့များထိမ့်သိမ့်ပြုပြင်ထားလဲဆိုတာစကားလေးပြောပြပါဦးအကိုကြီးခေအဆက်ဆက်မယား9ယောက်တောင်ရှိတာဆိုတော့အကိုကြီးကျမ်းမာရေးတော်တော်ကောင်းတာပဲနော်အိုမပြောပါနဲ့တော့ညီနောင်ရဲ့လူဆိုတာအသက်ကြီးလာတာကိုလက်မခံလို့မရဘူးမပြောတာပဲကောင်းပါတယ်အကိုကြီးကျွန်တော်မှာပစ္စည်းတစ်ခုနဲ့နီးလန်းတစ်ခုရှိတယ်အကိုကြီးရဲ့ရခင်ကလိုလန်းဆန်းတက်ကြွမှုကိုပြန်လည်ရရှိစေမှာပါမင်းသားကခင်မီစပရေးဘူးလေးတစ်ခုကိုထုတ်ပေးလိုက်ပြီးနီးလန်းတစ်ခုကိုလှုပ်ဝက်တင်ကြပေးလိုက်ပါတယ်ကျွန်တော်အကိုကြီးကိုနီးလန်းတစ်ခုတင်ပေးမယ်အကိုကြီးတစ်ကိုယ်လုံးလန်းဆန်းပြီးအားအင်တွေပြေဝသွားစေရမယ်ဟာသမင်းစပွဲဝိုင်းမှာတော့အားလုံးပျော်ရွှင်စွာစားတောက်နေကြစဉ်မိမကြီးတယောက်ကမေးလိုက်ပါတယ်ချင်းဝမ်ညီမလေးမင်းစီကရနံ့ကတဘာဝအတိုင်းမွေးတာလားဒါမှမဟုတ်အမွှေးရိတ်ချိတ်ထားတာလားအမကြီးကျွန်တော်ဇနီးကအမွှေးရိတ်ဖြန်းထားလို့အခုလိုရနံ့တင်းပြက်နေတာပါအခြားမယားတယောက်ကအိုညီနောင်ချူအမွှေးရိတ်ဆိုတာဘာလဲဟင်ဒီမိမဝကြီးကငါရဲ့ပထမဇနီးမဟုတ်ရင်စွန့်ပစ်လိုက်တာကြားလာပြီးမင်းသားကစပရေးဘူးလာလေးတွေကိုစပွဲပေါ်တင်လိုက်ပြီးရှင်းပြလိုက်ပါတယ်အမွှေးရိတ်ဆိုတာတမလွန်နဲ့ရေစင်လိုပါပဲခန္ဓာကိုယ်မှာရနံ့ကိုကာလကြာရှည်ဆွဲကြံစေပါတယ်မျိုးစားကြီးကအမွှေးရိတ်တွေကိုကြည့်ပြီးမေးလိုက်ပါတယ်ညီနောင်ဒီပစ္စည်းကဘယ်လောက်တန်လဲအကိုကြီးကိုရောင်းပေးပါလားအကိုကြီးရဲ့အားနာစရာတပူးကိုငွေပြ100 200တန်ပေမဲ့ကျွန်တော်ကအကိုကြီးစီကပတ်စံယူမလားဗျအမားတို့အားလုံးအတွက်တင်းငယ်တဲ့လက်ဆောင်ပါမျိုးစားကြီးမှာစိတ်ထဲကနေအတိုင်းမသိအံ့ဩသွားရပါတယ်တပူးကိုငွေ200အားလုံးပေါင်းငွေ1000မကဘူးဒီညီနောင်ကတကယ်ကိုသဘောထားကြီးမှတာပဲကြည့်ရတာမျိုးစားကြီးနှစ်တကူနေမှာစောစောထားနိုင်တော့မှမဟုတ်ဘူးဆေးကကောင်းပေမဲ့အများကြီးသုံးရင်ဒုက္ခရောက်လိမ့်မယ်လို့တေချာသတိပေးရမယ်မင်းသားကမာရှန်ရွာတို့ကားဖြစ်ပြန်လာခဲ့ချိန်မှာတော့ရွာသူရွာသားများကဝတ်သားကြီးများခုတ်ကဟင်းအိုးကြီးများတီကနှစ်တကူအတွက်ပြင်ဆင်နေကြတာကိုတွေ့လိုက်ရပါတယ်အသားတွေကိုတုံးကြီးခုတ်ကြတွတ်တုံမနေကြနဲ့ဟိုမှာယေရှုနေပြီးတေချာလောက်ကြရွာထဲကလူကြီးတယောက်ကအတိတ်ကိုပြန်လဲအမှတ်ရပြီးမျက်ရည်ကျကပြောလိုက်ပါတယ်လွန်ခဲ့တဲ့နှစ်ကဒီလိုအချိန်မှာငါတို့တွေလေးထဲမှာဟင်းရွက်6ပဲစားခဲ့ရတာအေးဆက်ပြင်ပိုင်နိုင်လာတယ်အခုနှစ်ကျတော့အသားနှံ့တွေတင်းပြက်လို့ကလေးတွေလည်းမုတ်ချိုတွေစားနေရပြီးချူလေးဟာတကယ်ကိုနှက်ဖျားမတာပါပဲလနှဲငယ်အတွင်းမှာပဲတရွာလုံးစားဝတ်နေရေးပြည့်စုံသွားစေခဲ့တယ်ထိုစဉ်မင်းသားရဲ့ကားဆိုင်လာတာကိုတွေ့တော့ရွာသားတွေပျော်ရွှင်စွာကြိုဆိုကြပါတယ်မင်းသားကကားပြတင်းပေါက်ကိုဖွင့်ပြီးမေးလိုက်ပါတယ်တိုက်ကားအကူကြီးဓာကြီးထမ်းပြီးဘာလို့မလို့လဲကြားလိုက်ထိုးမလို့ပါမင်းတို့နှစ်ယောက်ကိုစိုးရိမ်လို့ထွက်ကြုံမလို့စေတနာနံပါတ်1လုပ်နေတာပါမင်းသားကရွာသားတွေရဲ့စီးလုံးညီညွတ်မှုကိုကြည့်ပြီးဂုဏ်ယူသွားခဲ့ပါတယ်ဒီလိုတက်ကြွဆိုပြီးနေတဲ့မြင်ကွင်းကိုမြင်ရတာတကယ်ကိုဂုဏ်ယူစရာပါပဲဦးလေးဝမ်စောင့်ရတာကြာသွားပြီမျိုးစားအိမ်တော်မှာထမင်းစားနေလို့နောက်ကျသွားတာပါပြန်ရောက်ရင်ပြီးတာပါပဲတွားနာလိုက်ပါဦးခဏနေရင်စားတော့ဝယ်စားပါတော့မယ်မင်းသားကခင်မီပစ္စည်းများကိုတူလောင်ယုံထဲထည့်သွင်းပြီးနောက်စားတော့ဝိုင်းတို့ရောက်ရှိလာခဲ့ပါတယ်စားတော့ဝိုင်းကြီးတစ်ခုလုံးရွာသူရွာသားများဖြင့်ပြည့်နေပြီးဦးလေးဝမ်ကအရက်ခွက်ကိုမြောက်ကကြွေးကြော်လိုက်ပါတယ်ဒီပထမဆုံးအရက်ခွက်ကိုငါတို့အားလုံးချူလေးအတွက်ဂုဏ်ပြုလိုက်ကြရအောင်မရှန်ရွာအတွက်မင်းလုပ်ပေးခဲ့တာတွေအားလုံးအတွက်ကျေးဇူးတင်ပါတယ်တရွာလုံးကချူလေးကိုဂုဏ်ပြုပါတယ်အားလုံးပျော်ရွှင်စွာအရက်ခွက်များမြောက်ကအောင်ပွဲခံလိုက်ကြပါတော့တယ်ချူလေးကလက်ဖက်ရည်ခွက်ကိုကိုင်ရင်မီရှူမီပန်းတွေကိုဖောက်လိုက်ပါတယ်ညကောင်းကင်ရတစ်ခုလုံးမီရှူမီပန်းတွေရဲ့လှပတဲ့ရောင်စုံလင်းနှန်းတွေနဲ့လင်းထိန်သွားတဲ့အခါကြတာကိုတစ်ခါမှမမြင်ဘူးကြတဲ့ရွာသားတွေဟာပါဇက်အဟောင်းသားနဲ့အံ့အားသင့်ကုန်ကြတာပေါ့အဲ့ဒီထဲကရွာသားတစ်ယောက်ဆိုရင်အလွန်ထိတ်လန့်ပြီးဒူးထောက်ခါလက်အုပ်ချလိုက်ရင်ဒီလိုអော်လိုက်ပါတယ်ဒါဟာနတ်ဖရားရဲ့အံ့ဖွယ်ပြက်ကွက်ပဲဟဲ့ချူလေးကတော့အထက်ထက်ဝဲနာကနေသူတို့ဒူးထောက်နေကြတာကိုကြည်ရင်တိုးတိုးလေးမဲ့ပြုံးပြုံးကရေရွတ်လိုက်ပါတယ်တက်ပြင်းတစ်ချက်ရှိုက်လိုက်ရင်နတ်ဖရားပြက်ကွက်ဆိုလဲနတ်ဖရားပြက်ကွက်ပေါ့ကွာရှင်းပြနေရမှာပြင်းပါတယ်အဲ့ဒီအချိန်မှာသူ့ဘေးနားကိုရောက်လာတဲ့သူ့ရဲ့ချစ်စနီးလေးကချူလေးရဲ့ပခုံးကိုမိလိုက်ရင်အံ့ဩမြင့်တက်စွာနဲ့မေးလိုက်ပါတယ်အမျိုးသားရဲ့မောင်ကတကယ်ပဲလူပြည်ကိုဆင်းသက်လာတဲ့နတ်ဖရားတစ်ပါးလားဟင်ချူလေးကသူ့စနီးလေးကိုနွေးနွေးထွေးထွေးစိုက်ကြည့်ရင်ငါကမင်းရဲ့အမျိုးသားပါပဲသူ့ဇနီးလေးကလည်းမျက်လုံးလေးတွေမှိတ်လိုက်ပြီးရင်ထဲကနေအနက်ဆိုင်ဆုံးချစ်ချင်းတွေနဲ့စိတ်ကူးလိုက်ပါတယ်သူကဘာကောင်ပဲဖြစ်ဖြစ်ဘဲကပဲလာသူဟာမိမိရဲ့အမျိုးသားပါပဲသူတို့နှစ်ယောက်ဟာမီရှူမီပန်းတွေအောက်မှာအချစ်တက်တွေကူးဆက်ရင်ကျင်ကျင်နာနာနှက်ဆိုင်လိုက်ကြပါတော့တယ်ညနေလာတဲ့အခါရွာထဲကလူကြီးတွေကတော့ကဲညီကိုတို့ရေအိမ်ပြန်ပြီးအိတ်ကြရအောင်ဟစ်ဆိုပြီးပြန်ကုန်ကြပါပြီးချူယူကတော့တရင်ပေါက်ဝမှာစစ်လေးတလိတ်ကိုတိုးညှိရင်အဝေးကိုမေးကြည့်ကအကြံကြီးတစ်ခုကြံစီနေပါတယ်နောက်နေ့ကျရင်တော့ရွာတစ်ကြီးတစ်ခုစောက်ပြီးစောက်ကစားကြည့်တာပေါ့အဲ့ဒီလိုနဲ့နှစ်တကူမနက်ခင်းရောက်ရှိလို့လာခဲ့ပါပြီးရွာထဲကလူကြီးတွေနဲ့ဒုတိယပါကြီးတို့ရောက်လာပြီးကလေးချူလေးနှစ်တမှာမင်္ဂလာပါကွာငါတို့မင်းစီနှစ်တကူကာရဝပြုဖို့လာတာပါလို့နှုတ်ဆက်ကြပါတယ်ချူလေးကလည်းဖော်ဖော်ရွရွပဲပါကြီးတို့ကလည်းကဲလိုက်တာဗျာကျွန်တော်ကပဲပါကြီးတို့စီလာပြီးဂါရောဝပြုရမှာပါဆိုပြီးအလိုက်တတိတုတ်ပြန်လိုက်ပါတယ်ရမ်းပေါက်လေးတွေဖောက်ကြအနီရောင်စာအိမ်မုံဘိုးတွေဝင်းမြကြရင်တရွာလုံးပျော်ရွှင်နေကြတာပေါ့ကလေးလေးတွေရမ်းပေါက်ခွန်တွေနဲ့စောက်ကစားနေကြတာကိုကြည်ရင်ချူလေးတယောက်စိတ်ထဲမှာခံစားချက်တွေကြရက်ထလာပါတယ်ဒါကငါ့ကိုခင်မီလူဖွဲ့စည်းရဲ့ကြေးလက်ကလေးဘဝကိုတတိယစီတယ်ဗျာတိုက်ခန်းချင်းချင်းလေးတွေထဲမှာပိတ်လောက်မခံရသေးခင်ကလေးဘဝပေါ့နှစ်တကူပထမဆုံးလေးဆိုတာဒီလိုစီကားတိုက်မြရတာမျိုးပေါ့အဲ့ဒီအချိန်မှာရွာထဲကဝမ်မကြီးဝန်ဒီဖာရောက်လာပြီးချူလေးပါကြီးတော့မိုးဖိုးယူရမှာတော့အာနာလာပြီးကွာလို့ပြောတော့ချိန်ဝန်ကပြုံးပြုံးလေးနဲ့ပါကြီးဝန်ကလည်းဘာတွေပြောနေတာလဲနှစ်တရဲ့ပထမဆုံးနေ့မှာပါကြီးကျမ်းမာရေးကောင်းပြီးလိုရင်ဆန္ဒတွေပြေဝပါစေလို့ဆုတောင်း
တောင်းပေးပါတယ်ဗျာဆိုပြီးအနီရောင်မိုးပိုးစာအိတ်လေးလက်ဆောင်ပေးလိုက်ပါတယ်ဘာကြီးဝမ်လည်းသဘောကျပြီးရင်မောသွားခဲ့ပါတယ်အဲ့ဒီနောက်ချွေလက်ကဘာကြီးဝမ်ကိုအိမ်ထဲမှာလက်ဖက်ရည်တိုင်ရင်စကားဆက်လိုက်ပါတယ်ဘာကြီးဝမ်ကျွန်တော်မှာအကြံတစ်ခုရှိတယ်ဘာကြီးနဲ့တိုင်ပင်ခြင်းလို့ပါဘာကြီးဝမ်ကလက်ဖက်ရည်ခွက်ကိုကိုင်းရင်ပြုံးကြီးပြန်ပြောလိုက်ပါတယ်ပထမတစ်ချိန်တိုင်ပင်လုံးကဆက်ယုံဆောက်ခဲ့တယ်ဒုတိယတစ်ချိန်တိုင်ပင်လုံးကလမ်းတွေဖောက်ခဲ့တယ်ခုတတိယတစ်ချိန်မှာတော့ဘလို့မိုးထီအောင်ကြီးမားတဲ့သတင်းကောင်းဖြစ်မလဲမသိဘူးနော်ကဲပြောပါဦးမင်းမကြီးဝမ်လုပ်ပေးနိုင်တာဆိုရင်မိမလိုက်ယုံပါပဲကွာချိန်ဝမ်ကတင်းငိမ့်နဲ့ရုပ်ပေါက်နဲ့မေးလိုက်တယ်ဘာကြီးဝမ်ကျွန်တော်တို့ရဲ့ဒီမာရှန်ရွာလေးကိုလက်ရှိမှာဘလို့မြင်လဲဘာကြီးဝမ်ကဝမ်းသာအားရနဲ့မာရှန်ရွာကတိတ်ကောင်းတာပေါ့ကွာလူတိုင်းပိုက်ဆာစာနဲ့ဒုက္ခတဲ့အဖြစ်ထွက်ပြေးစရာမလိုတော့ဘူးနေတိုင်းလှုပ်เสียရလှုပ်ရှိတယ်ပတ်စံရတယ်ပေးကင်းတယ်ဒီချင်းနျူးမြို့နယ်ထဲမှာငါတို့ရွာကိုရှင်နိုင်တဲ့ရွာမရှိဘူးကွာလို့ဂုံယူစွာပြောလိုက်ပါတယ်ဒါပေမဲ့ချွေလာကခေါင်းခါလိုက်ပြီးဘာကြီးဝမ်ပြဿနာကိုဒီထက်ပိုနဲ့ဆိုင်ကြည့်ရမယ်ဗျာဘာကြီးကဘိုက်မစာယုံနဲ့တင်းတိမ်နေတာလားဒါကြောင့်ကျွန်တော်မှာအကြံတစ်ခုရှိတယ်မာရှန်ရွာကိုတကယ်ချမ်းသာကြွယ်ဝတဲ့ရွာတစ်ရွာဖြစ်လာစေရမယ်အိမ်တိုင်းဟာအုပ်ချုပ်မိုးအိမ်တွေဖြစ်ရမယ်စားလို့မကုန်နိုင်တဲ့စံရည်စပါးတွေရှိရမယ်ကလေးတိုင်းစာတင်ကြောင်းတက်ရမယ်ဖျားနိုင်ရင်ကောင်းမွန်တဲ့ဆရာဝန်တွေနဲ့ကုသနိုင်ရမယ်ဒါကြောင့်မို့ဘာကြီးနဲ့တိုင်ပင်ချင်တာပါမာရှန်ရွာကိုတာရှာပြည်နယ်ရဲ့ပထမဆုံးသောကျေးလက်ရွာတစ်အဖြစ်ဖန်တီးချင်ပါတယ်ဘာကြီးဝမ်ကအံ့အားသင့်သွားပြီးရွာတစ်ဆိုတာဘာလဲကွကျေးလက်ရွာတစ်ဆိုတာလူတိုင်းနေစရာအိမ်ရှိမယ်စားစရာထမင်းရှိမယ်ကလေးတိုင်းစာတင်နိုင်မယ်မကျန်းမာသူတိုင်းဆရာဝန်ကောင်းနဲ့ပြသနိုင်ရမယ်ပထမအဆင့်အနေနဲ့အိမ်တွေကနေဆက်ရမယ်အိမ်တိုင်းရဲ့တက်ငယ်မိုးအိမ်တွေကိုအုပ်ချုပ်မိုးအိမ်တွေအဖြစ်ပြောင်းလဲပြင်မယ်ဒါပေမဲ့နေရာတစ်ခုထဲမှာစူးစီးထားရမယ်ဘာကြီးဝမ်ကစိုးရိမ်စိတ်နဲ့ပြန်ပြောတယ်ချူလေးရဲ့အိမ်တိုင်းကိုအုပ်ချုပ်မိုးဆောက်ပေးဖို့ဆိုတာငွေတွေအများကြီးကုန်မှာမဟုတ်ဘူးလားအခုရွာသားတွေဘိုက်မစားကြတော့ဘူးဆိုပေမဲ့လက်ထဲမှာတော့ပိုရှန်နဲ့ပတ်စံမရှိကြသေးဘူးလေချူလေးကပြောလိုက်ရင်ဘာကြီးဝမ်ဒါကိုစိတ်ပူစရာမလိုပါဘူးအုပ်နဲ့ကျွတ်တွေကိုကျွန်တော်ထုတ်ပေးမယ်ဒါပေမဲ့တစ်သားနဲ့လှုပ်အားကိုတော့သူတို့ဘာသာဖြည့်ရှင်းရမယ်ဘာကြီးဝမ်ကစိတ်လှုပ်ရှားစွာနဲ့ချူလေးမင်းတေချာစဉ်းစားပြီးမှပြောတာနော်ဒါဟာမနေမနှောကုန်ကြစိတ်ကြီးပါဘာကြီးရင်ထဲကနေမင်းကိုကျေးဇူးတင်ပေးမယ်မင်းဘာလို့ဒီလောက်ထိလှုပ်ပေးချင်ရတာလဲကွာမာရှန်ရွာကိုတမ်မနီစီယိုလိုခိုင်မာအောင်လုပ်ထားရင်လူတိုင်းကငါ့ကိုကျေးဇူးတင်နေကြရင်နောက်ပိုင်းဘသူကများငါ့ကိုအကွက်စင်ဒုက္ခပေးရတော့မလဲအချင်းချင်းရင်းနှီးသွားကြရင်ငါလည်းအေးဆေးအနားယူလို့ရပြီပေါ့ဒါပေမဲ့အပြင်မှာတော့ဘာကြီးဝမ်ကိုလေးလေးနက်နက်ပြောလိုက်ပါတယ်ဘာကြီးဝမ်အဖေကကျွန်တော်ကိုအမြဲဆုံးမခဲ့ဘူးတယ်မာရှန်ရွာဟာကျွန်တော်ရဲ့အမြောက်အမြစ်ပါတယ်အခုကျွန်တော်မှာပတ်စံနေနေရှိလာပြီဆိုတော့မာရှန်ရွာအတွက်တစ်ခုခုလုပ်ပေးတာတဘာဝပါပဲဘာကြီးဝမ်မှာမျက်ရည်တွေဝဲလျက်ကတုံကရင်နဲ့လက်အုပ်ချလိုက်ပြီးကောင်းလိုက်တာကွာချွေလွတ်ဆိုတဲ့စာဆိုတော်လေးဟာကျေးရွာသားတွေရဲ့ကျေးဇူးကိုမမေ့ဘူးပဲမင်းဟာမာရှန်ရွာကိုကျေးဇူးဆက်ဖို့ရောက်လာခဲ့တာပဲဘာကြီးဝမ်ကမာရှန်ရွာတရွာလုံးကိုကိုစားပြုပြီးမင်းကိုကျေးဇူးတင်ပါတယ်ကွာလို့ပြောပြီးဒူးထောက်မလို့လုပ်တဲ့အခါချူလေးကအမြန်ဆွဲထုတ်ပေးလိုက်ပါတယ်ဘာကြီးဝမ်ဒါကိုအကောင့်ထဲပေါ်ဖို့ဘာကြီးရဲ့အကူအညီလိုသေးတယ်ဟိုရှိကမြေကွက်လက်ကိုမြင်လာအဲ့ဒီမှာအုပ်ချုပ်မိုးအိမ်အလုံး90ကျော်ဆောက်မယ်ဒါကြောင့်ရွာသားတွေကိုစီးယုံပေးဖို့ဘာကြီးလိုပါတယ်လို့ပြောလိုက်တာပေါ့ဘာကြီးဝမ်ကရင်နွေးချမ်းတောက်ရင်အံ့ဩလုံးလို့ရင်နွေးတွေတောင်ဖိတ်ကြကုန်ပါတယ်ချူလေးမင်းပြောတာတွေတကယ်ရောဖြစ်နိုင်ပါမလားကွာ3ရက်ကြာရင်ကျွန်တော်ရွာတစ်ဆောက်လို့ရေးဒီဇိုင်းပုံချမ်းဆွဲလိုက်မယ်ပြီးရင်ဘာကြီးနဲ့ဘာကြီးဖုံးမှုတို့လာခဲ့ကြပါအသေးစိတ်ဘယ်လိုဆောက်မလဲဆွေးနွေးကြတာပေါ့3ရက်မြောက်တဲ့အခါချူလေးဟာစာရွက်ကြီးကိုဖြန့်ပြီးစုပ်တန်တဲ့စီမံကိန်းမြေပုံကိုတေချာဆွဲနေပါတယ်အဲ့ဒီအချိန်မှာလက်သမားဆရာဘာကြီးဖုံးမှုရောက်လာပြီးချူလေးမင်းရဲ့အကြံစီတွေကိုဘာကြီးဝမ်စီကကြားပြီးပြီကွာမင်းမိမလိုက်စမ်းပါဘာလို့ရမလဲဘယ်လိုလုပ်ရမလဲမင်းပြောတဲ့အတိုင်းငါအကုန်လုပ်ပေးမယ်လို့တက်တက်ကြွကြွပြောလိုက်ပါတယ်ချူလေးကမြေပုံကိုဖြန့်ပြလိုက်ပြီးရှင်းပြပါတယ်ဘာကြီးတို့ဒီမှာကြည့်ပါမာရှန်ရွာဟာ၄ဘက်၄တန်တောင်တန်းတွေဝိုင်းရံထားပြီးအလဲမှာရေချောင်းစီးဆင်းနေတယ်အောက်ဆုံးပိုင်းကိုစပားဆိုင်ခင်းလုပ်မယ်မြောက်ဘက်မှာလှေကားထလဲကွင်းအရှိဘက်မှာရာခင်းတောင်ဘက်ကတော့လူနေရက်ကွက်ဖြစ်မယ်ကျွန်တော်အိမ်ကိုဗဟိုပြုပြီးအုပ်ချုပ်မိုးအိမ်အလုံး90ကျော်ဆောက်မယ်ရွာဝင်မှာရေကာတာဆောက်မယ်တောင်ပေါ်မှာတားရဲတွေကာကွယ်ဖို့ခြံစည်းရိုးခတ်မယ်စက်ရုံပေးမှာအလုပ်ရုံတိုးချဲ့မယ်တစ်ပင်ကြီးပေးမှာစာတင်ကျောင်းဆောက်မယ်ဘာကြီးဖုံးဟူကပုံဆွဲကားချက်ကိုကြည်ရင်ပါဇက်အဟောင်းသားနဲ့ချူလေးဒါတွေအကုန်လုံးမင်းကိုယ်တိုင်ဆွဲထားတာလားဟုတ်တယ်ဘာကြီးဖုံးဟူဒါပေမဲ့လက်တွေ့အကောင့်ထဲပေါ်ဖို့ကတော့ဘာကြီးတို့ပေါ်မှာပဲမူတည်တော့တယ်လို့ပြောလိုက်ပါတယ်ဒီစီမံကိန်းသာပြီးစီးသွားရင်ချင်းယုံမြို့တင်မကဘူးတာရှာပြည်နယ်တစ်ခုလုံးမှာမရှိဘူးသေးတဲ့ပထမဆုံးခင်မီစမတ်ကျေးရွာကြီးဖြစ်လာတော့မှအဲ့ဒီနောက်ချွေလေးကသူ့ရဲ့ဗန္နာထိန်အမျိုးသမီးလေးလောကြီးကိုခေါ်လိုက်ပြီးလောကြီးနောက်ပိုင်းတိဆောက်လုပ်ရေးစည်ရင်စရာနဲ့ကုန်ကြစရိတ်ပတ်စံအကုန်လုံးကိုမင်းစီကပဲအတုံးစရိတ်ထုတ်ယူသွားမယ်ဒါကိုကြားတော့ဘာကြီးဝမ်ကရင်ဘက်ကိုလက်နဲ့ပုတ်ရင်ရွာသားတွေကိုစားအာမခံလိုက်ပါတယ်ချူလေးစိတ်ချစမ်းပါပတ်စံကမင်းဆိုင်ထုတ်တာဘယ်သူမဆိုဒီထဲကနေမတမတန်စာခိုးယူဖို့ကြိုးစားရင်တော့ငါဝန်တေဖာကပထမဆုံးခွင့်မလွတ်ဘူးကွာချူလေးကတော့ဘာကြီးတို့ရဲ့ယုံကြည်မှုကိုကြည်ရင်ကျင်းနဲ့စွာနဲ့တကားဘက်သို့ခက်အေးအေးရှောက်လန်းသွားပါတော့တယ်မင်းသားဟာရွာတစ်တိဆောက်ဖို့အတွက်ရင်းနှီးငွေအမြောက်များလိုအပ်နေခဲ့ပါတယ်သူဟာစူပါမားကတ်ရဲ့ပစ္စည်းစင်တွေကြားထဲလမ်းလျှောက်ရင်းစဉ်းစားနေတာပေါ့ရွာတစ်တိဆောက်ဖို့ငွေများကြီးလိုလဲဘာရောင်းရင်ကောင်းမလဲဓာတ်တွေလှန်တွေကြတော့လဲပေါ်တင်ကြီးဖြစ်လို့နဲ့ဖန်ထဲတွေကိုကြတော့လဲပြီးခဲ့တဲ့နှစ်ကရောင်းပြီးသွားပြီးအင်းရွှေငွေနဲ့ကြောက်မြတ်ရတနာတွေပဲကောင်းမယ်ရှေးခေတ်လူတွေကကြောက်စိမ့်ကိုမျက်နှိုးကြတာခစ်တစ်စက်မှုလက်မှုနီးနဲ့ထွင်းထားတဲ့ရတနာတွေကိုမြင်ရင်တော့သူတို့ပါဇက်အဟောင်းသားဖြစ်သွားမှာတေချာတယ်ဒါပေမဲ့သူစိန်ကြောက်တံပတများပြစင်စီအပြေးလွှားသွားကြည့်လိုက်တဲ့အခါဟာဘာမှမရှိတော့ပါလားပြစင်ပေါ်မှာရွှေနဲ့ကြောက်စိမ့်လက်ဝတ်ရတနာအချို့ပဲကျန်တော့ပြီးအဖိုးတန်ကြောက်စိမ့်ထဲတွေအကုန်လုံးပျောက်ကွယ်နေတာကိုတွေ့လိုက်ရပါတယ်ဒါဘာဖြစ်တာလဲပစ္စည်းအကုန်လုံးရှေးခေတ်ကိုပါလာနိုင်ပါလျက်နဲ့ဒီရတနာတွေကြားမှာဘာလို့ပါမလာရတာလဲပြဿနာတော့ရှိပြီတေချာပေါက်ပြဿနာရှိနေပြီသူခုံမှထိုင်ပြီး secret တလိပ်ကိုတောက်ရင်းစဉ်းစားလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲသူ့မျက်လုံးတွေထူးဆန်းစွာတောက်ပလာပါတော့တယ်နေပါဦးဒီ space ကြီးကကြောက်စိမ့်ထဲတွေကိုဝါမြူလိုက်တာများလား space ကိုတည်တတ်အောင်ထိန်းထားဖို့ကြောက်စိမ့်တွေလိုလားဒါမှမဟုတ်ကြောက်စိမ့်စွမ်းအင်ကိုစုပ်ယူပြီးလေပယ်မြင့်လာလားဒီအချက်ကိုတေချာအောင်စမ်းတက်ဖို့အတွက်ချူကုန်းစီဟာစူပါမားကတ်ရဲ့အောက်ထပ်ရတနာပြခန်းစီကိုအပြေးလွှားသွားလိုက်ပါတယ်အဲ့ဒီမှာတော့အပြာရောင်တောက်ပနေတဲ့ဖန်စီရုပ်တုကြီးနှစ်ရုပ်ကိုတွေ့လိုက်ရပါတယ်ဒါကိုတော့တေချာပေါက်စမ်းကြည့်ရမယ်သူဟာအဲ့ဒီဖန်စီရုပ်တုကြီးနှစ်ရုပ်ကိုကင်ပြီးခစ်တစ်ဘန်ကားကြီးကိုမောင်းနှင်ကရှေ့ခေတ်မျိုးထဲစီထွက်လာခဲ့ပါတော့တယ်ခစ်တစ်ဘန်ကားကြီးမျိုးထဲကိုဖုံးတထလိမ့်လိမ့်နဲ့အရှိန်ဟုန်မင်းမောင်းဝင်လာတဲ့အခါရှာဒီခစ်ဆိုင်လုတ်သားလေးခများလမ်းဖြတ်ပြီးဆိုင်ကောမကထပ်ပြေးရပါတော့တယ်ဆိုင်ထဲကအလုပ်ရှင်ကျူးစမ်းကွေ့စီအပြေးလွှားသတင်းပို့ရတော့တာပေါ့ဆိုင်ရှင်ကြီးမကင်းတော့ဘူးပြုတ်အပြင်မှာထူးဆန်းတဲ့တန်ကောင်ကြီးတစ်ကောင်ရောက်လာပြီးကျူးစမ်းကွေ့ကအေးဆေးစွာလက်ဖက်ရည်တောက်ရင်မင်းကလည်းကပ်ပြာကြရနဲ့ငါတက်တန်းတစ်လျှောက်မမြင်ဘူးလဲလဲနဲ့မြင်ရထားဆိုတာမရှိဘူးကိစ္စတေးသေးလေးကိုပွဲလက်မနေနဲ့အဲ့ဒီအချိန်မှာပဲချူကုန်းစီဟာဆိုင်တကားဝမှာပေါ်လာခဲ့ပြီးကျူးစမ်းကွေ့နှစ်တင်မှာမင်္ဂလာပါဗျာပတ်စံရှာဖို့ထွက်လာတာပါချူကုန်းစီဟာဘန်ကားပေါ်ကနေလက်ရမြောက်လာတဲ့အပြာရောင်ဖန်စီရုပ်တုကြီးနှစ်ရုပ်ကိုမပြီးပြသလိုက်ပါတယ်ဒါကိုမြင်လိုက်ရတဲ့ဆိုင်ရှင်ကျူးစမ်းကွေ့တယောက်မျက်လုံးကြီးပြူးကျက်သွားပြီးပါဇက်အဟောင်းသားဖြစ်သွားပါတော့တယ်အပြာရောင်ဖန်စီကြောက်စိမ့်ကြီးပါလားပြီးခဲ့တဲ့တစ်ခေါက်တူယူလာတဲ့မြေရုပ်တုကြောင့်ငါမှတခင်ကြီးစီကဆုလက်တွေအမြောက်များရခဲ့တာခုတစ်
တစ်ခေါက်ကြာ2ရုပ်တောင်ပါလာတဲ့တကားဘလောက်ပဲပေးရငါနာကိုရအောင်ဝယ်ရမယ်ကျူးစမ်းကွေဟာရုပ်တုကိုမျက်နှာနိုးနိုးကင်တွယ်ရင်းမေးလိုက်ပါတယ်ချူကုန်းစီဒီရုပ်တု2ရုပ်ကိုမင်းတကယ်ရောင်းပေးမှလားကျူးစမ်းကွေရဲ့မရောင်းရင်ခမည်းစီပါလာလို့မလဲကြွားမလို့ထင်လို့လားဈေးမြန်ဖြတ်ပါကျွန်တော်လုပ်စရာကိစ္စတွေအများကြီးကြံနေတယ်ကောင်းပြီလေချူကုန်းစီကအဲ့ဒီလိုပြောမှတော့ငါဈေးအမှန်ပေးပါမယ်ဒီရုပ်တု2ရုပ်လုံးအတွက်ငွေတစ်ပြား3သိန်းပေးမယ်ဒါကိုကြားလိုက်တဲ့ချူကုန်းစီတယောက်စိတ်ထဲမှာအကြီးကျယ်ပျော်ရွှင်သွားပါတယ်ဟာရွှေကိုတစ်ခေါက်မြင်းရုပ်တုတုံးကမှ3000ရတာခုအယောင်ပါတာကြ3သိန်းတောင်ရတယ်ဟာရှိခင်မှာကြောက်စိမ့်ကဒီလောက်ဈေးပေါ်ပြီးဖန်ထဲကဈေးကောင်းရတာလားညက်လာချီလာချူကုန်းစီကမတိကျိုးလုံးပြူပြီးလှည့်ထွက်မလို့လို့တော့ကျူးစမ်းကွေကပြတပါလှမ်းဆွဲပါတော့တယ်ချူကုန်းစီဈေးကြီးလို့ရပါသေးတယ်မထွက်သွားပါနဲ့ဦးကျူးစမ်းကွေကျွန်တော်ကစေတနာပြည့်နဲ့လာတာကိုခမည်းက9စိမ့်မြင့်9ကန်အတိုင်းလာလုပ်နေတာလားခမည်းဆိုင်မဟုတ်ရင်ရောက်မထွက်ဘူးများမှတ်နေသလားဒါဆိုလဲငွေတစ်ပြား3သိန်း3000ပေးမယ်ဒါငါပေးနိုင်တဲ့အမြင့်ဆုံးဈေးပဲအဲ့ဒီအချိန်မှာပဲချူကုန်းစီဟာသူ့ space ကြီးကို update လုပ်ဖို့အတွက်အကြံတစ်ခုရသွားပါတယ်ကျူးစမ်းကွေခမည်းစီမှာကြောက်စိမ့်ရိုင်းတုံးတွေရရှိလာအောင်ချူကုန်းစီကကြောက်စိမ့်ရိုင်းတွေလိုချင်တာကိုငါတို့ကုန်တဲ့အတင်းမှာကြောက်စိမ့်တွင်းတွင်းရှိတယ်ဒါဆိုရင်ငွေတစ်ပြား3သိန်း3000အပြင်ကြောက်စိမ့်ရိုင်းပေါင်30ထပ်ပေါင်းပေးမယ်ဘယ်လိုလဲကျူးစမ်းကွေရဲ့စေတနာကိုထောက်ထားပြီးပြလိုက်မယ်ဗျာချူကုန်းစီဟာကြောက်စိမ့်ရိုင်းအိတ်ကိုတဲပြီးကားစီထွက်လာချိန်မှာကျူးစမ်းကွေကအံ့ဩစွာမေးလိုက်ပါတယ်စကားမဆက်ချူကုန်းစီမင်းရဲ့ဒီရင်ကြီးကဘာလဲဟင်ဒါကိုပေါင်မုတ်ကားလို့ခေါ်တယ်မြင်းရထားနဲ့သဘောတရားတူတူပဲဒါပေမဲ့ပိုတက်တောင့်တက်တာရှိပြီးပုံမြန်တာပေါ့ချူကုန်းစီကားမောင်းထွက်သွားတာကိုကြည့်ပြီးကျူးစမ်းကွေတယောက်တုံးလုံးစွာကြံခဲ့ပါတော့တယ်တန်ကောက်ကြီးကသူ့ဟန်နဲ့သူအလိုလိုမောင်းသွားနိုင်တဲ့တကားဒီချူကုန်းစီဆိုတဲ့သူကနက်ဖျားများဝင်စားထားတာလားမသိဘူးဌာနချုပ်ကိုချက်ချင်းသတင်းပို့ပြီးစုံစမ်းခိုင်းရမယ်ချူကုန်းစီဟာအိမ်ပြန်ရောက်တာနဲ့အခန်းတကားပိတ်မျက်လုံးမိပြီး service ထဲကိုဝင်လိုက်ပါတယ်ရလာတဲ့ကြောက်စိမ့်ရိုင်းတွေကို service ကျမ်းပြင်ပေါ်တွန်းချလိုက်တဲ့အခါထူးဆန်းစွာနဲ့ပဲကြောက်စိမ့်ရဲ့အစိမ်းရောင်အယောင်တွေပျောက်ကွယ်သွားပြီးရိုးရိုးကြောက်ခဲမဲကြီးတွေအဖြစ်ပြောင်းလဲသွားပါတော့တယ်ချူကုန်းစီကဝမ်းတာအားရ space ကကြောက်စိမ့်ရဲ့အနှစ်ချုပ်တွေကိုစုပ်ယူလိုက်တာပဲဒါပေမဲ့စူပါမားကတ်ကြီးကိုလှည့်ပတ်ကြည့်လိုက်တဲ့အခါ space ကြီးက update မဖြစ်သေးပါဘူးဟာငါမှန်းတာမှားသွားတာလားဒါမှမဟုတ်ကြောက်စိမ့်ပမာဏနည်းသေးလို့လားသူဟာမကျေနပ်နိုင်ပဲကားမောင်းပြီးကျူးစမ်းကွေဆိုင်စီကိုပြန်သွားပါတော့တယ်ဟောချူကုန်းစီပြန်လှည့်လာတာဘာညွှန်ကြားစရာရှိလို့လဲကျူးစမ်းကွေခမည်းစီမှာကြောက်စိမ့်ရိုင်းဘယ်လောက်ကြံသေးလဲအကုန်ယူမယ်ဘယ်လောက်ပေးရမလဲပြောကျူးစမ်းကွေကမျက်လုံးအယောင်တောက်ပါသွားရင်အကုန်ယူမယ်ဟုတ်လားဒါတော့စီးပွားရေးအကြီးကြီးပဲငါမှကြောက်စိမ့်ရိုင်းပေါင်300 400လောက်ကြံသေးတယ်အနည်းဆုံးတော့ခုနကလိုရုပ်တုမျိုး2ရုပ်ထပ်ပေးရမယ်ကျူးစမ်းကွေရဲ့ဈေးကြီးပေးခိုင်းမှုကိုချူကုန်းစီကပါနက်စွာတုံ့ပြန်လိုက်ပါတယ်သူဟာ space ထဲကနေရောင်စုံလင်းလက်နေတဲ့9ယောင်ကြီး Phoenix Net Fancy ရုပ်တုကြီးကိုထုတ်ပြလိုက်ပါတော့တယ်ဒါကတစ်ကမ္ဘာလုံးမှာဒီတရုပ်ပဲရှိတာဒါရဲ့တန်ဖိုးကိုခမည်းသိမှာပါကြောက်စိမ့်ရိုင်းပေါင်1000ဈေးမစစ်နဲ့ကျူးစမ်းကွေဟာရောင်စုံတောက်ပနေတဲ့ Phoenix ရုပ်တုကြီးကိုမြင်လိုက်ရတာနဲ့တတွေးပင်မျိုးချလိုက်ရပါတယ် Phoenix ဆိုတာ Adrian မင်းမြတ်ရဲ့တင်ကေတာပဲဒါကိုသာဘရင်မင်းမြတ်စီဆက်တလိုက်ရင်ငါတို့ကျူးမိသားစုအကြီးကျယ်ချမ်းသာပြီးကြောက်စိမ့်ရိုင်းပေါင်1000ဆိုတာဘာမှမဟုတ်ဘူးသဘောတူတယ်ချက်ချင်းကုန်တင်ပေးမယ်ကျူးစမ်းကွေရဲ့လုပ်သားတွေဟာကြောက်စိမ့်ရိုင်းပေါင်1000စလုံးကိုချူကုန်းစီရဲ့ဘန်ကားကြီးပေါ်တည်တင်ပေးလိုက်ကြပါတယ်ချူကုန်းစီဟာကားကိုမောင်းထွက်လာရင် space ထဲကိုကြောက်စိမ့်ရိုင်းတွေလွှဲပြောင်းပေးလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲအံ့ဩဖွယ်ရာဖြစ်ရဖြစ်ပျက်ခဲ့ပါတယ်ကြောက်စိမ့်ရိုင်းပေါင်1000ရဲ့စွမ်းရည်တွေကိုစုပ်ယူလိုက်ပြီးနောက်စူပါမားကတ်ရဲ့ဆင်းလို့ကြီးတွေပေါ်မှာလက်နက်ဆန်းများစားတောက်ကုန်များဆောက်လုပ်ရေးပစ္စည်းများစားတဲ့ခစ်တစ်ပစ္စည်းအမြောက်များအလိုလျောက်ပေါ်ထွက်လာပါတော့တယ်ချချူကုန်းစီကဝမ်းတာအားရအော်ဟစ်လိုက်ရင်အောင်ပြီးဟိငါမှသုံးလို့မကုန်နိုင်တဲ့ရိတ်ခါတွေပစ္စည်းတွေရပြီကြောက်စိမ့်နဲ့ခစ်တစ်ပစ္စည်းတွေကိုတန်းတူလဲလှယ်လို့ရပြီပေါ့ space ကြီး update ဖြစ်သွားပြီပထမအချက်ကြောက်စိမ့်ကပစ္စည်းအသစ်တွေကိုထွက်ပေါ်စေတယ်ဒုတိယအချက်ပစ္စည်းတွေလဲလှယ်ဖို့အချိန်တိုင်းတာတစ်ခုလိုတယ်တတိယအချက်ငါရှေ့ခစ်ကိုစားရောက်တော့ငါပြက်ကွယ်သွားတဲ့ကြောက်စိမ့်တွေကဘာနဲ့လဲလှယ်သွားတာလဲအော်ငါသဘောပေါက်ပြီငါရှေ့ခစ်ကိုကူးပြောင်းလာတော့ငါတဲဆောင်လာတဲ့ဘန်ကားလိုပစ္စည်းတွေအတွက် space ကကြောက်စိမ့်တန်ဖိုးနဲ့အလိုလျောက်ခုနေလိုက်တာပဲအမှန်တရားကိုသိသွားတဲ့ချူကုန်းစီဟာ space ကြီးထဲမှာသဘောကျစွာရေမောလိုက်ပါတော့တယ်ဘာပဲဖြစ်ကွာငါမှအကန့်အသတ်မရှိရိတ်ခါတွေကြီးစံတွေရပြီဖန်ထဲပေးပြီးကြောက်စိမ့်ယူကြောက်စိမ့်ပေးပြီးလိုချင်တာမှန်သမျှလဲမယ်ဒီထက်ကောင်းတဲ့ဘဝရှိပါဦးမလားသူဟာ space ထဲကနေကလေးတွေအတွက်မုံမျိုးစုံနဲ့ရိတ်ခါအပြည့်ပါတဲ့ဘန်ကားကြီးကိုမောင်းနေပြီးသူစောက်ရှောက်ထားတဲ့ရွာကလေးစီကိုပြန်လာခဲ့ပါတယ်ကားပေါ်ကဆင်းပြီးတကားကိုခောက်လိုက်တဲ့အခါရိုရီတကားဖွင့်ပါဦးတကားချောင်ကြားကနေချစ်စရာကောင်းတဲ့ကလေးမလေးရိုရီကချောင်းကြည့်လိုက်ပြီးဝမ်းတာအားရအော်ဟစ်လိုက်ပါတယ်မွေးဖေဖေလာပြီးဟဲ့မွေးဖေဖေလာပြီးခဏအတွင်းမှာပဲအိမ်ထဲကကလေးငယ်အများပြားဟာဝမ်းတာအားရနဲ့ချူကုန်းစီစီပြိုင်တူအပြေးလွှာရောက်ရှိလာကြပါတော့တယ်မင်းတို့ရဲ့အဖေမဟုတ်ပါဘူးဆိုမှကွာဆိုပြီးစိတ်ပြက်လက်ပြက်ပြောလိုက်ပေမဲ့လည်းကလေးတွေကိုချစ်ရှာလုံးလို့တေချာကြည့်ရှုပေးနေတာပါမင်းသားကကလေးလေးတယောက်ရဲ့ခေါင်းကိုပုတ်တက်ပေးရင်မင်းတို့ရဲ့ချူတကိုကိုအကိုကြီးကောချူတကိုကိုကစံသွားဝယ်တာလေးအခုထိပြန်မလာသေးဘူးမင်းသားကဆက်ပြီးကလေးတွေကိုစာကြိုးစားရဲ့လာမေးတော့ကလေးမလေးကတစ်သားချောင်းလေးနဲ့မြေကြီးပေါ်မှာနာမည်ရေးပြပြီးအဖေကြီးသမီးတို့တင်ယူလာအရန်တော်တာနော်အခုဆိုသမီးနာမည်တောင်ရေးတက်နေပြီဆိုပြီးကြွားပြနေတာပါအဲ့ဒီချိန်မှာပဲကလေးတွေကိုတိုင်းတင်ပေးနေတဲ့အကိုကြီးရောက်လာပြီးမင်းသားကိုနှုတ်ဆက်ပါတယ်ချူတခင်လေးဘယ်လိုလုပ်ရောက်လာတာလဲခင်ဗျာဘာမှမဟုတ်ပါဘူးမင်းတို့ကိုလာကြည့်တာပါပြီးတော့ပစ္စည်းအချို့လဲယူလာခဲ့တယ်ဆိုပြီးသူ့ရဲ့ခစ်တစ်ကားနောက်ဖုံးကိုဖွင့်လိုက်ပါတယ်ထဲမှာတော့ခစ်တစ်မုံချိုပေါင်းတွေပါလာတာပါမင်းသားကမုံကိုကင်ပြပြီးဒါကိုပေါင်မုံလို့ခေါ်တယ်အနာဂတ်မှာစာတော်တဲ့သူအမှုကျင့်ကောင်းတဲ့သူတွေကိုဒါနဲ့ဆုချမယ်လို့ပြောလိုက်တော့ကလေးတွေမှာဝမ်းတာအားရနဲ့အရသာရှိရှိစားကြပါတော့တယ်ကလေးတွေကိုမုံဝေပြီးနောက်မင်းသားဟာကလေးတွေကိုတိုင်းတင်ပေးနေတဲ့ကလေးကြီးကိုတီးတန့်ခေါ်ထုတ်လိုက်ပါတယ်မင်းအခုကလေးတွေကိုတိုင်းတင်ပေးရတာ PR ရှိနေလားတိုင်းဆရာလေးကတက်ပြင်းချရင်တခင်လေးအခုတော့ပြဿနာမရှိသေးပါဘူးဒါပေမဲ့ကလေးတွေကြီးလာရင်တော့ကျွန်တော်လည်းဆက်မတင်ပေးနိုင်တော့ဘူးပြဒါနဲ့မင်းသားကစိတ်ဝင်စားသွားပြီးဒါဆိုဒီမျိုးထဲမှာအရန်တော်တဲ့တိုင်းပညာရှင်ဆရာကောင်းတွေရှိလားဆိုပြီးမေးလိုက်ပါတယ်တိုင်းဆရာလေးကရိုးရိုးတေးတေးနဲ့တခင်လေးတိုင်းဆရာကောင်းတွေတော့ရှိပါတယ်ဒါပေမဲ့သူတို့ကပုံမှန်ဆိုဘောမဆက်မြင်မာတဲ့နေရာမှာပဲနေကြတာဆိုတော့တွေးဖို့တော့မလွယ်ဘူးတပည့်ခံဖို့ဆိုတာပိုတော့မဖြစ်နိုင်သေးတယ်ကျွန်တော်သိရတဲ့လောက်ဆိုရင်တော့မြို့မြောက်ဖက်ဝုတ်ဟူတောင်ပေါ်ကချင်းရှုံးအမတ်မင်းကအတော်ဆုံးပဲသူကအဆင့်ကိုတိုင်းဆရာကြီးလို့ပြောကြတယ်မင်းသားဟာရင်ထဲမှာတွေးလိုက်ပါတယ်ဒီရှက်ခင်မှာတိုင်းဆင်ဆဲဆင်းရှိတာဒီချင်းရှုံးကတိုင်းပညာအရန်ညင်ယုံတယ်မကဘူးအရက်ကိုလည်းအသက်ထက်ညံ့နိုးတူတယ်လားငါရဲ့အာကာသအိတ်ဆောင်တွေကအရက်ပြင်းတပလင်းထုတ်ပေးလိုက်ရင်တင်ဒီခစ်ကိုကင်လုပ်လို့ရပြီဒီလိုတိုင်းဆင်းမြင့်တဲ့ကာကွယ်ရေးအဆောင်ရှောက်မျိုးကိုငါလက်အောက်ရောက်အောင်တင်သွင်းရမယ်မင်းသားကပြုံးလိုက်ပြီးကိစ္စမရှိဘူးသူဘယ်မှာရှိလဲဆိုတာပဲပြောပြကြံတာငါတာဝန်ထားလို့ပြောပြီးထွက်လာခဲ့ပါတော့တယ်မင်းသားဟာသူ့ရဲ့မော်တော်ကားကြီးကိုတောင်ပေါ်ကဖះเจ้าရှိအထိမောင်းသွားခဲ့ပါတယ်ခစ်တစ်ကားကြီးကိုမြင်တော့လမ်းသွားလမ်းလာမိမလလေးတွေနဲ့လူအုပ်ကြီးမှာအံ့အားသင့်သွားကြတာပေါ့မင်းသားကကားပေါ်ကဆင်းပြီးဖះเจ้าနဲ့ဝင်သွားတော့တိုင်းတင်ငန်းစီကလေးတယောက်နဲ့တွေ့ပါတယ်ဒီကကိုရင်ချင်းရွှဲဆရာကြီး
ဘယ်မှာပါလဲဗျကိုရင်လေးကလက်အုပ်ချပြီးဒါရကချင်းရှောဦးကြီးတော်ကအခုတိုင်းချင်းကြံနေလို့အဲ့တွေ့လို့မရပါဘူးပြန်ကြပါတော့လို့ညှင်းလိုက်ပါတယ်ငါဒူကာတစ်တာထဲမှာငွေစိမ်းအပြား100တောင်ထည့်ခဲ့တာနော်ငါ့ကိုလက်ကြီးပလာပြန်ခိုင်းမလို့လားလို့မကြေမနက်တွေးလိုက်ပေမဲ့ကိုရင်လေးရဲ့ကျွန်တော်မှအရေးကြီးတဲ့ကိစ္စရှိလို့ပါနည်းနည်းလောက်ကူညီပြီးသတင်းမပေးလို့မရဘူးလားဆိုပြီးရွှေတင်ကားလေးတစ်ပြားထုတ်ပေးလိုက်ပါတယ်ကိုရင်လေးကရွှေတင်ကားကိုလက်ခံလေးချိန်တိုင်းကြည့်လိုက်ပြီးတော့ရုတ်တရက်မျက်နှာပေးပြောင်းသွားတာပါဒါရက်ကချင်းရှောဦးကြီးတော်ကအခုချိန်တောင်နောက်ဘက်မှာဓာကျင်နေလောက်ပြီးအကယ်၍ဒါရက်ကသာတောင်နောက်ဘက်လမ်းချင်းလေးကိုရှာတွေ့ရင်ဆရာကြီးနဲ့တွေ့ဆုံဖို့ရေးဆက်ရှိမှာပါဆိုပြီးလမ်းပြပေးပါတော့တယ်မင်းသားကတောင်ပေါ်လမ်းတိုင်းလျှောက်သွားရင်းလက်ထဲကအရက်ပလင်းကိုကြည့်ပြီးဒီကိုရင်လေးလည်းစီးပွားရေးတွက်ချေကိုကင်ထားတာပဲလှုပ်ရှားပုံတွေကလည်းကျွမ်းကျင်နေတာပဲလို့ခက်ပြုံးပြုံးနဲ့ရေးရွတ်သွားခဲ့ပါတယ်တောင်နောက်ဘက်တစ်တော်အုပ်ကြီးတဲ့ရောက်တော့မင်းသားကအတန်ကျကျနဲ့မေးလိုက်ပါတယ်ဒီမှာချင်းရှုံးဆရာကြီးရှိပါသလားခင်ဗျဒါပေမဲ့အထက်ကိုကြည့်လိုက်တော့အိုဘုရားသခင်တစ်ပင်ကြီးတစ်ပင်ရဲ့ခွာကြားမှာတိုင်းဆရာကြီးဆိုသူဟာတစ်တီးဘူးတီးလေးကိုခါမှချိတ်ပြီးမဟုတ်ပဲဟောက်ကအိပ်ပျော်နေတာပါမင်းသားမှမြင့်သက်သွားပြီးဒါတကယ်ပဲတိုင်းလောကမှာသတင်းကြော်ကြားတဲ့အဆင့်ကိုတိုင်းဆရာကြီးလားအရက်မူပြီးအိတ်နေတဲ့အယူများလားမသိဘူးမင်းသားကခေါ်လို့မရတော့အရက်ပလင်းကိုထုတ်လိုက်ပါတယ်အင်းငါ့ကိုဂယုမဆိုင်ဘူးပေါ့လေဟုတ်ပြီးသူကလက်ထဲက53ဒီဂရီရှိတဲ့အရက်ပြင်းပလင်းကိုကြောက်တုံးကြီးပေါ်ပြစ်ပေါက်ခွဲလိုက်ပါတော့တဲ့အတန်နဲ့အတူအရက်နံ့တွေတစ်တော်တစ်ခုလုံးတင်းပြန်သွားတာပေါ်ထားကိုမြင်လိုက်ရတဲ့တိုင်းဆရာကြီးဟာချက်ချင်းမျက်လုံးပွင့်လာပြီးဒေါသတကြီးနဲ့တစ်ပင်ပေါ်ကနေအော်ဟစ်လိုက်ပါတယ်မင်းကဘဲကလာတဲ့နှမျောစရာကောင်းတဲ့ကောင်လေဒီလောက်ကောင်းတဲ့အရက်ကိုမင်းဘယ်လိုလုပ်ဒီလိုဖြက်စီးပြရတာလဲတိုင်းဆရာကြီးရဲ့လှုပ်ရှားမှုကလျှက်စစ်လက်တလို့ညံဆန်လွန်းလာပါတယ်မင်းသားတတိမထားမိလိုက်တဲ့စက္ကန့်ပိုင်းအတွင်းမှာပဲတိုင်းဆရာကြီးဟာမင်းသားရဲ့လေပင်နာကိုဓာတ်သွားနဲ့တောက်လျှောက်ထောက်ထားပြီးသားဖြစ်သွားခဲ့ပါတယ်မင်းသားချွေးစိမ့်တွေပြန်လာပါပြီတိုင်းကွက်ကတော့အံ့ဩစရာပဲသူတာဓာတ်ကိုနည်းနည်းလေးရွှေ့လိုက်ရင်ငါကောင်းပြုတ်ထွက်သွားတော့မှာဖះအမြမင်းသားကအလန့်တကြားနဲ့ဟာခမ ကတရေလာဗျအရက်တပလင်းလေးကိုဒီလောက်အထိဓာတ်နဲ့ထောက်ထားဖို့လိုလို့လားအဲ့ဒီအချိန်မှာပဲမင်းသားကအိတ်ထဲကအရက်တပလင်းထပ်ထုတ်ပေးလိုက်ပါတယ်တိုင်းဆရာကြီးကအရက်ပလင်းကိုယူပြီးတမော်ရဲမောတောက်လိုက်တာပါလားက53ဒီဂရီပြင်းတဲ့အရက်စစ်စစ်နော်ဒီလိုမျိုးမောတောက်ရင်ဝမ်းပိုက်ထဲမီးလောင်ကုန်မယ်အရက်တောက်ပြီးသွားတော့တိုင်းဆရာကြီးကတက်ပြင်းချရင်မေးလိုက်တယ်မင်းကဘာတူလဲဘာလို့ဒီလောက်ကောင်းတဲ့အရက်တွေရှိနေတာလဲငါ့ကိုဘာလာခေါ်တာလဲမင်းသားကရင်ရင်ကြီးကြီးနဲ့မိတ်ဆက်ပေးမဲ့တိုင်းဆရာကြီးကမကြိုက်ပါဘူးအတူအယောင်စကားတွေလာမပြောနဲ့ပွင့်ပွင့်လင်းလင်းပြောစမ်းငါ့ကိုဘာလို့ခိုင်းချင်တာလဲမင်းသားကလည်းပွင့်ပွင့်လင်းလင်းပဲပြောလိုက်ပါတယ်ခင်ဗျားကအဆင့်ကိုတိုင်းဆရာဆိုတော့ကျွန်တော်နဲ့မိတ်ဆွေဖွဲ့ချင်ရုံမှာပြီးတော့ကျွန်တော်အိမ်မှာခဏလောက်လာနေပေးပါတိုင်းဆရာကြီးကရေမောလိုက်ပြီးငါ့ကိုကာကွယ်ရေးလုပ်ခိုင်းချင်တာလားဒီအရက်တပလင်းနဲ့တော့မရဘူးဟဲ့မင်းငါ့ကိုအနိုင်တိုက်နိုင်ရင်တိုက်မဟုတ်ရင်ငါရဲ့ဓာတ်တစ်ချက်ကိုခံယူမလားမင်းသားကအလန့်တကြားကျွန်တော်တိုင်းမတက်ဘူးဗျအခြားနည်းပြောင်းရအောင်ဒါဆိုမင်းမှာဘာကျွမ်းကျင်တာရှိလဲရိုးဝက်လက်နဲ့6ပါးနဲ့ဓာတ်တိုင်းဆရာကြီးကမယုံနိုင်စွာနဲ့ဓာတ်ကိုမထုတ်ပြီးစိန်ခေါ်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲမင်းသားဟာတစ်ပင်ကြီးကွယ်လိုက်ပြီးသူ့ရဲ့ခစ်တစ်တနက်ကိုထုတ်လိုက်ပါတော့တယ်ဆရာကြီးကျွန်တော်ရဲ့ဒီနဲ့ဓာတ်ကထွက်လာရင်လူသေးတတ်တယ်နော်ကျွန်တော်ကိုမဖိအားပေးပါနဲ့တိုင်းဆရာကြီးကမယုံပဲလက်တိုင်းအပြည့်နဲ့ဓာတ်ပြည့်ခုတ်တဲ့အချိန်မှာပဲမင်းသားကတနက်ခလုတ်ကိုဆွဲညှစ်လိုက်ပါတော့တယ်ဒိန်းဆိုတဲ့အတန်နဲ့အတူမိဘတွေထွက်သွားပြီးတိုင်းဆရာကြီးရဲ့ဓာတ်သွားနဲ့တနက်ကြည်စံတို့ပြင်းထန်စွာထိတွေ့သွားပါတော့တယ်တိုင်းဆရာကြီးဟာစိတ်ထဲကနေမယုံနိုင်စွာနဲ့တွေးလိုက်ပါတယ်ဒီကဘာပေါ်မှာဒီလောက်တောင်မြန်ပြီးပြင်းထန်တဲ့ဆွမ်းအားရှိတဲ့တိုက်ခိုက်ရေးလက်နက်မျိုးတကယ်ရှိတာလားတိုင်းဆရာကြီးကတက်ပြင်းတစ်ချက်ရှူလိုက်ပြီးမင်းသားကိုစိုက်ကြည့်ရင်ပြောလိုက်ပါတယ်ငါလည်းအတော်တန်တွေးကြုံရခဲ့သူပါဒါပေမဲ့ဒီနေ့တော့ငါတကယ်ပဲမျက်စိပွင့်သွားခဲ့ပြီမင်းသားဟာလက်ထဲကတနက်ကိုကင်ထားတော့မဲ့စိတ်ထဲမှာတော့ကင်းမီကောက်ကင်ထားရတယ်လို့ရင်ထိတ်ထိတ်နဲ့တွေးနေတာပါဟာဒီအရက်မူးနေတဲ့ဘိုးတော်ကတကယ်ကိုမကောင်းဆိုးဝါးပဲဒီဆန်ကိုတောင်ဓာတ်နဲ့တားနိုင်နေဆိုတော့တကယ်ကိုအစုံဖျားတိုင်းဆရာကြီးပဲဒါပေမဲ့မျက်နှာပေါ်မှာတော့ခက်ပြုံးပြုံးနဲ့တင်းငင်ချင်းဟန်ဆောင်လိုက်ပြီးတနက်ကိုအောက်ချရင်ပြောလိုက်ပါတယ်ချင်းရွှန်တိုင်းဆရာကြီးခင်ဗျားရဲ့တိုင်းပညာကတကယ်ကိုအေးဆက်ပြီးနည်းနည်းလာပါတယ်ဒီလောကမှာကျွန်တော်ရဲ့ဒီလိုဝက်လက်နက်ကိုရှောင်ရှားနိုင်တဲ့သူဆိုလို့ခင်ဗျားကပထမဆုံးပါပဲတကယ်ကိုလေးစားမိပါတယ်ဗျာတိုင်းဆရာကြီးကတော့ရေမောလိုက်ပြီးလက်ဟန်ပြလိုက်ပါတယ်ကဲပါတော့ပါပြီငါ့ကိုချင်းရှုံးတိုင်းဆရာကြီးလို့မခေါ်ပါနဲ့တော့စနက်တကြီးနဲ့အရက်မှုသမားလို့ပဲခေါ်တာပိုကောင်းပါတယ်ငါအဲ့ဒီနာမည်ကိုပိုကြိုက်တယ်အေးဒါနဲ့ငါညီလေးမင်းနာမည်ကရောဘာလဲမင်းသားကလက်အုပ်ချီရိုးသေးစွာနှုတ်ဆက်လိုက်ပါတယ်ကျွန်တော်နာမည်ကချူယွန်းရှောင်းပါချင်းတို့မျိုးမာရှန်ကြီးရွာကပါဗျာတိုင်းဆရာကြီးကမေးစိတ်ကိုပိုရင်စဉ်းစားလိုက်ပါတယ်ချူယွန်းရှောင်းနာမည်လေးကတော်တော်ကောင်းတာပဲကဲဒါဆိုအခုကစပြီးမင်းကိုငတုံးလေးလိုပဲခေါ်တော့မယ်ကွာမင်းကမှငတုံးမင်းတမိသားစုလုံးကမှငတုံးဒါပေမဲ့ဒီဘိုးတော်ရဲ့တိုင်းပညာကမြန်မာလုံးလို့ရမစရဲတာနဲ့မျက်နှာပြုံးပြပြီးရင်ထဲကဒေါသကိုမျိုးသိပ်လိုက်ရပါတယ်မင်းကငါ့ကိုမင်းရဲ့မာရှန်ကြီးရွာကိုခေါ်ချင်တာမဟုတ်လားမင်းသားကဝမ်းသာအားရနဲ့ရေမောလိုက်ပြီးမှန်တာပေါ့ဗျာကျွန်တော်တို့မာရှန်ကြီးရွာကတာယာလှပတဲ့လူတွေလည်းအရန်ဖော်ရကြပါတယ်ကျွန်တော်လည်းအားနေတာနဲ့ခင်ဗျားကိုအလဲလာဖို့ဖိတ်ခေါ်တာပါခင်ဗျားအဲ့ဒီကိုရောက်ရင်တေချာပေါက်သဘောကျသွားမှာပါတိုင်းဆရာကြီးကအရက်ကြိုက်သူမှုတမ်းပြီးမေးလိုက်ပါတယ်ခဏလေးခုနကအရက်မျိုးအဲ့ဒီမှာထက်ရှိသေးလားမင်းသားကရင်ဘက်ကိုပုတ်ပြီးရဲရဲကြီးအာမခံလိုက်ပါတယ်မာရှန်ကြီးရွာရောက်တာနဲ့ခင်ဗျားတောက်ချင်တလောက်ဝအောင်တောက်မြို့ထဲကိုဘဲချိန်သွားရပါတယ်မင်းသားရဲ့ကလန့်ချက်ကိုတိုင်းဆရာကြီးဟာသဘောကျသွားပြီးအကျယ်ကြီးရေမောလိုက်ပါတယ်ဟာတာငတုံးလေးမင်းရဲ့စေတနာကိုငါသဘောကျတယ်ဒါဆိုရင်တော့ငါမင်းတို့ရွာကိုလိုက်ကြည့်တာပေါ့ကဲရှေ့ကလမ်းပြတော့မင်းသားကတိုင်းဆရာကြီးအိတ်ဆအဝတ်ထဲတောင်မယူဘဲထွက်လာတာကိုကြည့်ပြီးစိတ်ထဲကတွေးလိုက်ပါတယ်ဟာဒီဘိုးတော်ကတကယ်ပဲအိတ်ရလိတ်တောင်မယူဘဲလိုက်လာတာလားခဏကြာတော့မင်းသားကသူ့ရဲ့ခစ်တစ်ကားစီခေါ်သွားပြီးတကားဖွင့်ပေးလိုက်ပါတယ်တိုင်းဆရာကြီးလည်းကားထဲဝင်ထိုင်လိုက်တာပေါ့ကားကိုအရှိန်ပြင်းပြင်းနဲ့တောင်ပေါ်လမ်းအတိုင်းမောင်းထွက်လိုက်တဲ့အခါမှာတော့ခစ်တစ်မော်တော်ကားကိုတခါမှမစီးဘူးတဲ့အဆင့်ကိုတိုင်းဆရာကြီးခမရမှာကားလက်ကင်ကိုစစ်စစ်ပါအောင်စုပ်ကင်ထားရင်မျက်လုံးကြီးပြူပြီးအော်ဟစ်နေရပါတော့တယ်အာငတုံးလေးဒီတက်တာတန်ထဲမှာဗာမိတ်စာကောင်းကြီးကိုထည့်ထားတာလဲဟဲ့စားအာမင်းသားကတော့စကီယာရင်ကိုကင်ပြီးပျော်ရွှင်စွာနဲ့အကျယ်ကြီးရေမောနေပါတယ်ဟာတာတိုင်းဆရာကြီးဟာနည်းနည်းလေးငြိမ်ငြိမ်ထိုင်ပါဦးတိုင်းဆရာကြီးခမရမှာကားအရှိန်ကြောင့်ခေါင်းတွေမူးပစက်ကိုလက်နဲ့အုပ်ထားရင်ဖြည်းဖြည်းမောင်းပါကွာငါအန်တော့မယ်ဟဲ့ငါတကယ်အန်တော့မယ်ချူလေးမင်းရဲ့ဒီတန်တစ်တာကြီးကဘာပစ္စည်းမို့လို့ဒီလောက်ညံနေရတာလဲကားလေးတိုင်းဆရာရဲ့မင်းလိုမြို့ပြင်မထွက်ဘူးတဲ့အယူတွေမသိတာစမ်းတလားဟင်းမင်းကငါ့ကိုမာရှန်ကျေးရွာပြန်လိုက်ခဲ့မယ်လို့ကတိပေးထားတာပဲငါကမင်းကိုအလိုလိုက်ထားမလားခဏအကြာမှတိုင်းဆရာကနောက်ဖုန်းနဲ့ရှာဖွေကြည့်ရင်မေးပြန်ပါတယ်ဟေးဟုတ်ပြီဒါဆိုမြင်းကောပင်မှာလဲချူလေးကဘာမှမပြောဘဲမိချစ်ကိုထုတ် secret တလိပ်ကိုထွန်းလိုက်ပြီးတောက်ခွာလိုက်ပါတယ်ခစ်တဲ့ secret အငွေတွေထွက်လာတော့ဟာဟေးချူလေးမင်းကဘာမနေရကာထားဆွမ်းအားသုံးလိုက်တာလဲငါလက်ကျန်ဆွမ်းအားစနစ်ထဲမှာပစ္စည်းတွေကအကန့်အသတ်မရှိထုတ်လို့ရနေတာဆိုတော့ငါလက်ထဲက secret ကတော့ရေကုန်ရေခမ်းပဲပေါ့ချူလေးက secret တလိပ်ကိုတိုင်းဆရာပါစက်ထဲထည့်ပေးပြီးမိချစ်နဲ့မိလို့ပေးလိုက်ပါတယ်ဟာမင်းကမိတက်တိုင်းမနေရလဲတက်တာလားမိတက်တိုင်းမနေရဟုတ်လားဒါမိချစ်ကမိချစ်တိုင်းဆရာက secret ကိုမတောက်တတ်ပဲမျိုးချဖို့စူးစမ်းနေတာကြောင့်ဟေ့အောင်စုပ်ယူရမှာပြီးရင်ပြန်မှုတ်ထုတ်မျိုးမချနဲ့စုပ်ယူရမှာမင်းတကယ်အယူပဲကွာဒါပေမဲ့တိုင်းဆရာက secret အရတာကိုသဘောကျသွားပြီဟာဒီ secret ဆိုတဲ့ပစ္စည်းကတကယ်မိုက်တာပဲဗျာဟိုအရက်တွေထက်တောင်အရှိန်ပူပြင်းသေးတယ်နောက်တစ်တောင်းလောက်ပေးပါဦး okay ပေးယူတဲ့ပြီမင်းကလေကားပေါ်တက်မလာမှာပဲကြောက်နေရတာအခု
အခုတော့မင်းငါဘေးမှာငြိမ်ငြိမ်လေးနေတော့မှာပေါ့သူတို့နှစ်ယောက်အိမ်ပြန်ရောက်လာကြပါတယ်ကဲမင်းမသာအိပ်ရပြင်လိုက်တော့ဒီညဒီမှာပဲအိတ်မလိုပါဘူးငါအပေါ်မှာပဲအိတ်မယ်ပြောဆိုနဲ့တိုင်းဆရာကအိမ်ရဲ့ထုတ်တန်းခေါင်းမိုးပေါ်ကိုလေထဲပြန်တက်ပြီးတိုင်းသမားစတိုင်နဲ့တင်းခွေအိတ်လိုက်ပါတယ်ချူလေးကစကားမဆက်နိုင်ပဲမော့ကြည့်ရင်ဒါဘာနဲ့ဖျားနီးစနစ်လဲကွာဒီလိုဆောင်းတွင်းကြီးတဲ့ရေခဲမတက်အေးနေတာကိုမအေးဘူးလားသူ့ကိုခေါင်းမိုးပေါ်မှာအိတ်ခိုင်းထားတော့ငါအတွက်မလိုချင်ပဲတိုက်ခိုက်ရေးဆွမ်းရည်ပါတယ်လုံခြုံရေးကင်မရာတစ်လုံးရသွားတာပေါ့ဒါပေမဲ့ဒီကောင်အထက်မှာအေးလာလို့အောက်ဆင်းချင်ရင်ကောဘာပဲဖြစ်ဖြစ်သူကတိုင်းထိပ်တီးဆိုတော့ပေးတဲ့အဲဝိပြုမှုတော့ပေးရမှာပေါ့ချူလေးကကတင်ပေါ်မှာဆောင်းလေးတေချာပြင်ဆင်ပေးနေစဉ်ခေါင်းမိုးပေါ်ကတိုင်းဆရာကအပြင်ဘက်ကိုစကန်ဖက်ကြည့်လိုက်ပါတယ်လူတွေလာနေပြီမိမတွေအုပ်စုလိုက်ကြီးမိမတွေအုပ်စုလိုက်ကြီးဟုတ်လားအိမ်ပြင်ဘက်မှာအတန်ကျဲကြီးထွက်ပေါ်လာပါတယ်ချူညီလေးအိမ်မှာရှိသလားဗျာလန်ချမ်းလေတယောက်သားဖြစ်သူကိုခေါ်ပြီးနှစ်တက်ကူနှုတ်ဆက်ဖို့ရောက်လာပါတယ်ပြုချူလေးကခေါင်းကုတ်လိုက်ပြီးဒီခေါင်းမိုးပေါ်ကကင်မရာတော့မျက်စိမှုန်နေပြီးထင်တယ်လန်ချမ်းလေကဘယ်တော့မှမိမဖြစ်သွားတာလဲတကားတော့ဖွင့်ပေးလိုက်တော့လန်မျိုးစားကြီးဒါဘလို့ဖြစ်ရတာလဲဗျာကျွန်တော်ကပဲမျိုးစားကြီးစီလာပြီးနှစ်တက်ကူနှုတ်ဆက်ရမှာကိုချူလေးလက်ဖုံးယုံဂါရဝပြူနှစ်တက်ကူနှုတ်ဆက်ပါတယ်ခင်ဗျာသူတို့နောက်မှာတော့မျိုးတွေကကတော်ကြီးတွေအပြိုတော်တွေပါလာကြတာပါချူလေးကိုမြင်တာနဲ့အပြိုတော်တွေကသဘောကျပြီးဝိုင်းပြောကြတော့တာပါပဲဝါအခင်လေးချူကဒီလောက်တောင်ရုပ်ချောတာလားကတော်ကြီးရဲ့ဒီလောက်ရုပ်ချောမှန်းစောစောမပြောဘူးမဟုတ်ရင်သမီးလည်းပြင်ဆင်လာခဲ့မှာပေါ့ဟုတ်ပါကတော်ကြီးရဲ့သမီးဝတ်ထားတာလေးကြည့်ပေးပါဦးအဆင်ပြေရလားလို့တခင်လေးချူမှာကျင်ရတော့ရှိမရှိတော့မသိဘူးနော်ငါသမီးလေးဆိုရင်ဒီနေ့ဆက်ကြီး6နှစ်တောင်ပြည့်ပြီးတကယ်လို့အဆင်မပြေရင်လည်းတခင်လေးချူမရငယ်တင်းကျင်တလားဆိုတာကတော်ကြီးကူမေးပေးပါဦးရှင်ချူလေးကြောင့်ကြည့်နေရင်မမကြီးတို့ဒါဘာဖြစ်ကြတာလဲဟိဟိတခင်လေးချူရဲ့ဒါငါရဲ့ညီမအငယ်မလေးမင်းပေးထားတဲ့ခစ်တစ်ရေမွေးကိုသူတို့စမ်းတုံးကြည့်ပြီးကလေးကအရန်ကြိုက်နေကြတာအခုအဲ့ဒီရေမွေးလာဝဲကြတာလေချူလေးရဲ့မျက်လုံးတွေဝင်းလက်သွားပါတယ်ဟာဂရိတ်ပဲတတိဖြစ်မဲ့လမ်းစားပဲဟဲ့ဒီလူထေးကတော့တွေကိုကင်ထားနိုင်ရင်ပတ်စံရဖို့မပူရတော့ဘူးငါစီမှာရေမွေးတင်မကဘူးအများကြီးရှိသေးတာမျိုးစားကြီးလန်ချမ်းလေကပြုံးပြီးပြောပါတယ်ညီလေးရဲ့ဒီမမကြီးတွေကိုတော့မပြစ်မှားပါနဲ့ဗျာမင်းရဲ့ရေမွေးကဆွဲဆောင်မှုလွန်လို့ပါစိတ်ဆိုးစရာလားငါဝမ်းတာလို့မဆုံးတောင်ဖြစ်နေတာကိုရပါတယ်ကဲအားလုံးပဲအတွင်းထဲကြောကြပါခင်ဗျာဟာအခန်းထဲမှာကတော်ကြီးတွေအပြိုင်ဆိုင်ထိုင်နေကြစဉ်အိမ်ထဲမှာမိမတွေဒီလောက်များနေတာအစိခံလို့တမတချို့ဝယ်ထားမှကိုစိတ်မဲ့ရေနွေးချမ်းနှောက်ပေးမဲ့သူတော့မရှိဘူးအားလုံးပဲခဏထိုင်ကြပါကျွန်တော်ကဒီမှာအမြဲမနေတော့အိမ်မှာအစိခံမရှိဘူးဖြစ်နေတယ်ဒီနှစ်တကူကာလမှာကောင်းတာတော့မရှိဘူးခစ်တဲ့အချိုရည်လေးတွေပဲတောက်ကြတာပေါ့ချူလေးကခစ်တဲ့ရေတံဘူးတွေနဲ့ဘီစကစ်မုန့်တွေကိုထုတ်ပေးလိုက်ပါတယ်ဟဲ့တခင်လေးချူတာကိုအချိုရည်လို့ခေါ်တာလားတောက်လို့တကယ်ကောင်းတာပဲဟုတ်ပါဒီမုန့်မျိုးလေတခါမှမမြင်ဘူးကိုက်စားကြည့်ရင်အရသာကတကယ်ကောင်းတာပဲနော်မျိုးစားကတော့ကြီးကလိုရင်းကိုမေးလိုက်ပါတယ်တခင်လေးချူငါညီမလေးတွေကမင်းရေမွေးကိုအရန်လိုချင်နေကြတာပစ္စည်း stock ကြံသေးသလားဟင်ချူလေးကခစ်တဲ့စနစ်ထဲမှာပစ္စည်းတွေတော့မကိန်းအောင်ရှိနေပေမဲ့စီးပွားရေးပရိရဲ့တုံးလိုက်ပါတယ် stock ကတော့ငါစီမှာရေလိုချေလိုပဲတုံးလို့မကုန်နိုင်ဘူးတော်ကြီးခင်ဗျာဒီပစ္စည်းကကျွန်တော်လက်ထဲမှာလည်းအများကြီးမရှိပါဘူးဗျာဟာဒါပေမဲ့မမကြီးတို့အားလုံးအတွက်လုံလောက်အောင်ထောက်ပံ့ပေးဖို့ကတော့ပြဿနာမရှိပါဘူးတကယ်လားဒီလိုလုပ်ပါဒီနှစ်တကူလက်ပြစ်သွားရင်ကျွန်တော်ရွာကိုပြန်ပြီး stock တွေပြင်ဆင်မယ်ပြီးရင်ဒီချင်းရုံမျိုးမှာဆိုင်တစ်ဆိုင်ဖွင့်ပြီးတော်ကြီးတို့အတွက်တီးတန့်ဝန်ဆောင်မှုပေးပါမယ်ဒီနေ့တော့ stock မရှိသေးလို့စိတ်မကောင်းပါဘူးခင်ဗျာရပါတယ်တခင်လေးကျူးဆိုင်ပြဖွင့်ရင်တော့အားလုံးကိုမပါမဖြစ်အကြောင်းကြားပေးတော့မပူပါနဲ့ဖွင့်ပွဲနေကြရင်လမ်းမျိုးစားကြီးကိုပါခန္ဓာတက်ရောက်ပေးဖို့ဖိတ်မှာပါနည်းနည်းတော့စောင့်ပေးကြပါဦးနော်ဆိုင်ဖွင့်မဲ့နေရာနဲ့အချိန်ကိုငါ့ကိုစောစောအကြောင်းကြားနော်ဒီမမကြီးတွေတော့လက်ဆောင်တွေအကြီးကျယ်ရကြတော့မှာပဲမိမအုပ်စုကြီးဝမ်းတာအားရပြန်သွားကြတဲ့အခါမှာတော့တိုင်းဆရာကငြိမ်နေရာမှဆင်းလာပြီးလက်ဖြတ်ပြလိုက်ပါတယ်ဗာလဲငါ့ကိုပေးကိုအချိုကြီးတိုင်းဆရာကရေတံဘူးကိုယူပြီးတချွတ်မောတောက်လိုက်ပါတယ်ဒါကိုကြည့်ရင်ချူလေးကပြုံးလိုက်ပြီးကြည့်ရတာဒီခစ်တစ်ပစ္စည်းတွေကရှေးခစ်လူတွေအတွက်အံ့ဩစရာဆွဲဆောင်မှုဖြစ်နေတာပဲရေမွေးတင်မကဘူးငါရှေးခစ်မှာခစ်တစ်စူပါမားကတ်တစ်ခုပါဖွင့်လိုက်ရင်ပိုကောင်းမလားမသိဘူးအေးရမွေးဆိုင်ဖွင့်မယ်လို့လည်းသူတို့ကိုပြောထားပြီးပြီအခုမှပဲလူအင်အားတကယ်မလောက်တာကိုပထမဆုံးအကြိမ်ပြင်းပြင်းထန်ထန်ခံစားလိုက်ရတော့တယ်လူအင်အားကတကယ်လိုအပ်နေတာပါစုရီတို့အဖွဲ့ကလည်းငယ်သေးတယ်လို့ဒုတိယဦးလေးတို့မိသားစုကလည်းစကားပြောရင်မပါမဖြစ်တွေမှုချူလေးကစနီးသေးရှောင်းခန်းကိုဒီချင်းယုံမျိုးစီခေါ်လိုက်ရင်ကောင်းမလားလို့စဉ်းစားမိပါတယ်ဒါပေမဲ့လည်းသူ့မိမကိုတနေကုန်ပင်ပန်းလောက်ခိုင်းပြီးအိမ်ပြန်ရောက်ရင်ဟင်းချက်ခိုင်းမှုကြတော့ချူလေးစိတ်မကောင်းရပါဘူးသူမဟာငါရဲ့မိမပဲလေးဆိုတဲ့ယောက်ျားကောင်းစိတ်တဲ့နဲ့ချူလေးတယောက်ဒီအိမ်ကြီးအတွက်အိမ်ပေါ်နဲ့အကူလို့သမားတွေတွားဝယ်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်ချူလေးကခေါင်းမိုးပေါ်မှာအေးဆေးထိုင်နေတဲ့အရက်ကြိုက်သူရဲဘော်ကြီးတိုင်းဆရာကိုအော်ခေါ်လိုက်ပါတယ်ဟေးရက်မူသမားကြီးလူဝယ်ဖို့တွားမလို့မင်းလိုက်ပါလားမလိုက်ဘူးလားလူဝယ်မယ်ဟုတ်လားဘာလူတွေဝယ်မှာလဲအိမ်ဖော်မလေးတွေနဲ့အိမ်ဆောင်ရံတော်တွေပေါ့စကားဆုံးမှာပဲတိုင်းဆရာကခေါင်းမိုးပေါ်ကနေအပေါ်ပါဆုံးကိုင်းညွတ်ပြီးဆင်းလာခဲ့ပါတယ်ဒီလိုနဲ့ချူလေးဟာသူ့ရဲ့ခစ်တစ်ပန်းကားကြီးကိုမောင်းပြီးကြေးကျွန်းစေးကွက်ရဲ့တကားဝက်စီရောက်ရှိလာခဲ့ကြတယ်ကားပေါ်ကဆင်းလိုက်တာနဲ့ပွဲစားတစ်ယောက်ကဖားရတဲ့မျက်နှာပေးနဲ့အပြေးလွှားရောက်လာပါတော့တယ်အိုးတခင်လေးညီကွက်ဝယ်မလို့လားဒါမှမဟုတ်အိမ်ဝယ်မလို့ပါလဲခင်ဗျမင်းတို့စီမှာအိမ်ဖော်မလေးတွေဒါမှမဟုတ်အဆောင်ရှောက်ရံတော်မျိုးတွေရှိလားရှိတာပေါ့တခင်လေးရဲ့လက်လက်ဆက်ဆက်ရောက်ထားတဲ့အတုပ်ရှိပါတယ်အရေးတွေးကတော့ပြောစရာကိုမလိုဘူးအလုပ်လည်းအရန်လုပ်တယ်အစားလည်းနည်းနည်းပဲစားတာနော်လမ်းပြဆန်းလမ်းကြားထဲရောက်သွားတော့မှချူလေးစိတ်ထဲမတက်မတာဖြစ်သွားရပါတယ်လမ်းတစ်လျှောက်မှာကျိုးတုတ်ခံထားရပြီးတနာစရာကောင်းအောင်တောင်းပန်နေကြတဲ့လူတွေကိုမြင်လိုက်ရလို့ပါပဲဒါငါဘဝမှာရှေးခေတ်လူကုန်ကူးရောင်းဝယ်တဲ့စင်းလုံးချောမြင်ကွင်းကိုပထမဆုံးမြင်ဘူးတာပဲဒီဆိုင်မျိုးသားခစ်တစ်ကဘာမှရှိရင်တနက်နဲ့တစ်သက်ခံရမှာတေချာတယ်တကယ်ပါပဲပရိသတ်ရက်ခေတ်ရဲ့တရားဝင်လူရောင်းလူဝယ်လုပ်ရက်ကြီးကရင်ထုမနာဖြစ်စရာကောင်းလိုက်တာဒီအချိန်မှာဒုက္ခရောက်နေတဲ့သူတွေကချူလေးကိုအော်ဟစ်အကူအညီတောင်းကြပါတော့တယ်တခင်လေးကျမကိုဝယ်ပါဗျာကျွန်တော်အစားနည်းနည်းပဲစားပါမယ်အလုပ်လည်းစူးစမ်းလုပ်ပေးပါမယ်တခင်လေးကျမဆောင်ရွေးအောင်အိတ်ပေးနိုင်ပါတယ်ရှင်ပွဲစားကချိန်မောင်းရင်ဘာတွေဆူညံနေတာလဲတခင်လေးကိုစိတ်အနှောက်ယှက်ပေးရင်မင်းတို့ကိုငတ်အောင်ထားပစ်မယ်ချူလေးလည်းစိတ်မကောင်းပေမဲ့ငါလူတိုင်းကိုမကယ်နိုင်ဘူးကယ်နိုင်ရင်တောင် policy နဲ့ဆန့်ကျင်ပြီးတွားလို့မဖြစ်ဘူးလို့သူ့ကိုယ်သူတတိပေးလိုက်ရတယ်ဒီလိုနဲ့ဆက်လျှောက်လာရင်လမ်းဘေးမှာတနာစရာကောင်းအောင်ထိုင်နေကြတဲ့မိန်းကလေးငယ်လေးနှစ်ယောက်ကိုချူလေးတတိထားမိသွားပါတယ်ဒီကလေးမလေးနှစ်ယောက်ကရောဘယ်လောက်လဲအိုးတခင်လေးကတော့မျက်စိဆွဲတာပဲဒီကလေးမလေးတွေကအရင်ကအထက်တန်းစားတထေးအိမ်ကအိမ်ဖော်မလေးတွေပါအိမ်ရှင်ကအိမ်သိမ်းစီခံလိုက်ရလို့ကျွန်တော်တို့စီရောက်လာတာပါချူလေးကလောင်ပြုံးပြုံးရင်းကဲပါစကားတွေအများကြီးမပြောနဲ့ဈေးပဲခေါ်လိုက်ဒီနှစ်ယောက်စလုံးကိုငွေ30ပါခွဲမရောက်ဘူးနော်ဟာကြည်စံငါရောက်ခမကြီးလီချင်းဝမ်ကိုငါစီရောက်တော့ကတကယ်ပေါ်ပေါ်လေးရခဲ့တာပဲဒီလိုကလေးမလေးနှစ်ယောက်ကိုငွေ30ခေါ်တာတော့တပြားတိုက်နေတာမဟုတ်ဘူးလားတခင်လေးရဲ့အခုခေတ်ကာလပေါက်ဈေးကဒီထက်လျှော့လို့မရတော့လို့ပါချူလေးကမကြည်မနှက်နဲ့ပဲငွေ30ထုတ်ပေးလိုက်ပါတယ်ပွဲစားကဝမ်းတာအားရနဲ့ရေချိုးပေးရမလားလို့မေးလိုက်တာကြောင့်ချူလေးဒေါသထွက်သွားတာပေါ့ဒီအချိန်မှာဝယ်ယူလိုက်တဲ့ကလေးမလေးကချူလေးစီလာပြီးငိုယိုတောင်းပန်ပါတော့တယ်တခင်လေးကျမတို့ရဲ့ဦးလေးကိုပါဝယ်ပေးလို့မရဘူးလားဟင်ဟေးအေးဦးလေးပါလာရအောင်ငါကကဲတင်ရှင်ကဲတူရှင်မဟုတ်ဘူးနော်ကလေးမလေးကမျက်ရည်ဆက်လက်နဲ့ကျမဦးလေးကအရင်ကအိမ်ဆောင်ရံတော့ပါကျမတို့နဲ့အတူတူရောင်းစားခံလိုက်ရတာပါတခင်လေးကဲပါအောင်နော်ကလေးမလေးရဲ့မျက်ရည်တွေကိုမြင်တော့ချူလေးစိတ်ပြော့သွားပြီးတိုင်းဆရာကိုတွားကြည့်ခိုင်းလိုက်ပါတယ်ပွဲစားကသူတို့ကိုအချုပ်ခန်းတစ်ခုစီခေါ်သွားခဲ့တယ်ထိုအချုပ်ခန်းထဲမှာတော့တန်ကြိုးတွေနဲ့တုံ့နှောင်ခံထားရတဲ့အသက်ကြီးကြောက်စရာကောင်းတဲ့တိုင်းပညာရှင်ကြီးတစ်ယောက်ရှိနေပါတယ်
တခင်လေးဒီလူကတိုင်းပညာအရန်တော်တယ်အိမ်ဆောင်မှုအကောင်းဆုံးပဲငွေ30ပဲကြားတင်ပါမယ်ဒီလူကအကျင့်မှာတော့ဘယ်သူမှမထိန်နိုင်လို့ရောက်ထုတ်ချင်နေတာမလားချူလေးတို့အထက်ဝင်သွားတဲ့အခါတိုင်းဆရာကထိုးလူကိုကြည့်ပြီးအံ့အားတင်သွားခဲ့တယ်ဒီလူကအဆင့်လေးတိုင်းပညာရှင်ပဲမစိုးပါဘူးအဆင်ပြေပါတယ်ဒီတခင်လေးဘေးကလူကအေးဆေးတည်ငြိမ်လို့နဲ့သူကငါထက်အများကြီးတိုင်းပညာမြင့်တဲ့အဆင့်9တိုင်းဆရာကြီးပဲဒီချင်းရုံမျိုးမှာအဆင့်9တိုင်းဆရာဆိုလို့ချင်းရွှန်တောက်ရံပဲရှိတာဒီလူကအဲ့ဒီဆရာကြီးများလားချူလေးကတော့တိုင်းဆရာကိုကြည့်ပြီးလေလုံးထွက်လိုက်ပါတယ်တွေ့လားငါညီတိုင်းဆရာကအဆင့်9တိုင်းဆရာကြီးကွာမင်းအဆင့်4လောက်နဲ့လာကြောက်မနေနဲ့ကလေးမလေးကိုတနာလို့သာမင်းကိုလာကြည့်ပေးတာတခင်လေးကျွန်တော်မျိုးမှာမကောင်းတဲ့စိတ်ဓာတ်မရှိပါဘူးအထက်တန်းစားမိသားစုတွေကကျွန်တော်မျိုးကိုလူလိုမဆက်ဆံလို့ပါကဲအပိုတွေပြောမနေနဲ့တော့ငါနဲ့လိုက်ချင်ရင်တစ္ဆာရှိရမယ်ငါမင်းကိုမတရားမဆက်ဆံဘူးမလိုက်ချင်ရင်လည်းထားခဲ့မယ်ချူလေးကလှည့်ထွက်သွားဖို့လှုပ်လိုက်ချိန်မှာပဲတိုင်းပညာရှင်ကြီးကအောက်ကျုပ်ပြီးတောင်းပန်ပါတော့တယ်တခင်လေးခဏဆိုင်ပါအောင်ကျွန်တော်မျိုးလိုက်ပါမယ်ပွဲစားကအပြေးလွှားရောက်လာပြီးတခင်လေးသူလိုက်မယ်တဲ့ဗျငါမယူတော့ဘူးအိုးမလုပ်ပါနဲ့တခင်လေးရဲ့ငွေ325တုံးမဟုတ်ဘူးငွေ320နဲ့တင်ယူသွားပါတော့ဗျာချူလေးဟာဈေးနှိမ်ပြီးတိုင်းပညာရှင်ကြီးရောကလေးမလေးနှစ်ယောက်ကိုပါခေါ်ဆောင်ကကားပေါ်တင်ပြီးမောင်းထွက်ခဲ့ပါတော့တယ်ကားပေါ်ရောက်တော့ချူလေးကနောက်ကြည့်မှန်တဲ့ကနေတနာစရာကလေးမလေးတွေနဲ့ညစ်ပတ်နေတဲ့လူတွေကိုကြည့်ရင်စောစောကပွဲစားကောင်ရေချိုးပေးရမလားမေးတာတကယ်မမှားဘူးပဲအဝိစားဆိုင်စီအရင်သွားရမယ်လို့တွေးမိရင်ကားလေးကိုအဝိထဲဆိုင်စီဦးတီလိုက်ပါတော့တယ်တခင်လေးချူဟာသူ့ရဲ့ငွေရောင်ကားကြီးကိုမောင်းပြီးအထက်ဆိုင်ရှိမှထိုးရက်လိုက်ပါတဲ့အဝိအထက်ထုတ်ကြီးတွေကိုမနိုင်မနှင်းမလာပြီးကားနောက်ဖုံးထဲကိုပစ်ထည့်လိုက်တာပေါ့ကားထဲမှာတော့ဝယ်လာတဲ့ကြေးကျုံ3ယောက်ရှိနေပါတယ်ခေါင်းဆောင်ဖြစ်သူကျန်းချမ်းလုံနဲ့အတူတမိငယ်လေး2ယောက်ဖြစ်တဲ့ကျန်းဆောင်လန်နဲ့ကျန်းဆောင်ထောင်းတို့ပေါ့သူတို့ဟာအဝိဟောင်းဆုပ်ဆုပ်လေးတွေဝတ်ထားရပြီးကြောက်လန့်တုန်လှုပ်နေကြပါတယ်တခင်လေးချူကကားကိုမောင်းထွက်လိုက်ရင်သူတို့ကိုလှည့်ကြည့်ပြီးခက်ပြုံးပြုံးနဲ့ပြအော်လိုက်တယ်မကြောက်ကြပါနဲ့ဒီအဝိအစားတစ်တွေကမင်းတို့အတွက်ငါဝယ်ပေးလာတာပါတိုက်ရှာမင်းဆက်မှာကျုံဖြစ်ပြီဆိုရင်အတက်ကပင်တခင်ရဲ့လက်ထဲမှာရှိတာမို့သူတို့ခမညာကြောက်လန့်လုံးလို့အတန်းတော့မထွက်ရဲကြပါဘူးဒါပေမဲ့တခင်လေးချူရဲ့ကျင်နာတဲ့စကားကြောင့်စိတ်အေးသွားခဲ့ကြပါတယ်အိမ်တော်ကိုရောက်တာနဲ့ကျန်းချမ်းလုံနဲ့တမိငယ်လေး2ယောက်ဟာတခင်လေးချူရဲ့ရှေ့မှာဒူးထောက်ကောင်းလိုက်ဆိုင်ချပြီးမိတ်ဆက်ကြပါတယ်ကျမတို့ကကျန်းဆောင်လန်နဲ့ကျန်းဆောင်ထောင်းပါတခင်ကြီးကျွန်တော်မျိုးကျန်းချမ်းလုံပါတခင်ကြီးကိုဂရောဝပြုပါတယ်တခင်လေးချူကလက်ဖက်ရည်ခွက်ကိုခက်အေးလေးကင်တောက်ရင်ရှောင်းလန်နဲ့ရှောင်းထောင်းနာမည်လေးတွေကမစိုးပါဘူးကျန်းချမ်းလုံဆိုတာကတော့တကယ်ကိုထက်မြက်ပြီးအာနာရှိတဲ့နာမည်ပဲငါမင်းတို့ကိုဝယ်ယူခဲ့ပြီးမင်းတို့ငါ့အပေါ်တစ္ဆာရှိသမျှကာလပတ်လုံးငါမင်းတို့ကိုဘယ်တော့မှမတရားမဆက်ဆံဘူးကဲတာဝန်တွေခွဲကြတာပေါ့ရှောင်းလန်နဲ့ရှောင်းထောင်းမင်းတို့ကဒီအိမ်တော်ကိုတန်ရှင်းရေးလုပ်ပြီးထိန်းသိမ်းရမယ်ကျန်းချမ်းလုံမင်းကအိမ်ဆောင်ရုံတွေမကဘူးနောက်ထပ်အရေးကြီးတဲ့တာဝန်တစ်ခုရှိသေးတယ်မိုးချုပ်လာတဲ့အခါတခင်လေးချူကကလေးမလေးတွေကိုထမင်းဟင်းချက်ဖို့လွတ်လိုက်ပါတယ်ဒါပေမဲ့ကျန်းချမ်းလုံကတော့တခင်လေးစီကတာဝန်တစ်ခုချက်ချင်းသိချင်နေခဲ့တာပေါ့တခင်ကြီးစိတ်မရှိပါနဲ့ခုနကပြောခဲ့တဲ့အရေးကြီးတဲ့တာဝန်ဆိုတာဘာလဲဆိုတာကျွန်တော်မျိုးအခုချက်ချင်းသိပါရစေအင်းဒီလူကငါထက်တောင်စိတ်ဆိုးနေပါလားကောင်းပြီဒါဆိုရင်ဒီညပဲသွားကြတာပေါ့ညမောင်လာတာနဲ့အမျှတခင်လေးချူဟာကျန်းချမ်းလုံကိုခေါ်ပြီးကားမောင်းထွက်လာခဲ့ပါတယ်လာမင်းကြီးရဲ့အောက်မှာလမ်းကျန်းကြီးအတိုင်းမောင်းနေရင်တခင်လေးချူကစကားဆက်လိုက်တယ်ကျန်းအကိုကြီးခမည်းကငါထက်အသက်ကြီးတာမို့နောက်ဆိုဒီလိုပဲခေါ်တော့မယ်မင်းတို့အဓိကသစ္စာရှိဖို့ပဲလိုတာပါငါမျက်စိထဲမှာတခင်နဲ့ကြိုဆိုတဲ့ခွဲခြားမှုမရှိဘူးဒီစကားကိုကြားလိုက်ရတော့ကျန်းချမ်းလုံတယောက်ထိတ်လန့်သွားပါတယ်ရှေ့ခေတ်စီးမြင့်အရာဒါဟာမဖြစ်နိုင်တဲ့ကိစ္စလေးမဖြစ်နိုင်ပါဘူးတခင်ကြီးကျွန်တော်မျိုးကအဆင့်လေးတိုင်းသမားတယောက်ပါပဲတခင်ကြီးရဲ့ဒီလိုကျင်နာမြင့်မြတ်တဲ့ဆက်ဆံမှုကိုဘလို့မှမခံယူဝင်ပါဘူးရပါတယ်တခင်ကြီးနဲ့ခေါ်မနေပါနဲ့တော့တခင်လေးလိုပဲခေါ်ပါသူတို့ရောက်သွားခဲ့တာကတော့မြို့ပြင်ကမိဘမဲ့ခေဟာလေးတစ်ခုပါကားမောင်းဝင်သွားတာနဲ့လူငယ်လေးတယောက်ကဝမ်းသာအားရပြေးထွက်လာပါတယ်တခင်လေးရောက်လာပြီလားခင်ဗျာဒါကကျန်းဆရာကြီးပဲအဆင့်လေးတိုင်းဆရာကြီးပေါ့နောက်ဆိုမင်းတို့ကိုတိုင်းပညာသင်ပေးလိုက်မယ်ကျန်းချမ်းလုံကလူငယ်လေးကိုကြည့်ပြီးတခင်လေးချူကိုတိုးတိုးလေးပြောလိုက်ပါတယ်တခင်လေးဒီကောင်လေးကအသက်နည်းနည်းကြီးနေပြီးအဆင့်လေးကိုကြော်ဖို့တောင်ဒီတက်ခက်လိုက်မယ်ဗျာသူ့မှာအခြေခံတော့ရှိပါတယ်ဒါတင်မကဘူးနောက်မှာကလေး20ကျော်ရှိသေးတယ်အားလုံးကိုမင်းလက်ထဲအပ်ခဲ့မယ်တကားပွင့်သွားတဲ့အခါကလေးငယ်လေး20မကဝမ်းသာအားရပြေးထွက်လာကြပြီးအားလုံးစုပေါင်းပြီးဥညွတ်ကြပါတယ်ပြန်လမ်းမှာတခင်လေးချူကကျန်းချမ်းလုံကိုတတိပေးလိုက်ပါတယ်ကျန်းအကိုကြီးခုနကတွေ့ခဲ့တဲ့ကလေးတွေနဲ့ဒီအိမ်တော်အကြောင်းကိုဘယ်သူကမှလုံးဝမပြောပါနဲ့စိတ်ချပါတခင်လေးကျွန်တော်လည်းပင်ကိုဓာတ်နဲ့ထောက်ထားရင်တော့တလုံးမှနှုတ်ကထွက်မှာမဟုတ်ပါဘူးကောင်းပြီမင်းအတွက်တလားကိုငွေတစ်ချက်လာစားပေးမယ်ရှောင်းလန်နဲ့ရှောင်းထောင်းကိုတော့ကြေးပြ900စီပေးမယ်တင့်တော်ရဲ့လားကျန်းချမ်းလုံတယောက်ကားပေါ်မှာနဲ့အံ့အားတင်လွန်းလို့ trap မိမလို့တောင်ဖြစ်သွားပါတယ်တခင်လေးကျွန်တော်တို့ကကျွန်တွေပါသမင်းတနက်စားရရင်ကိုကျေနပ်လာပါပြီလာစားငွေဘယ်လိုလုပ်ယူရမှာလဲခမည်းအသက်30ကျော်ပြီလေမိမယူရအောင်မယ်ကလေးမလေးတွေလည်းကြီးလာရင်အိမ်အောင်ကြရအောင်မယ်ပတ်စံမရှိရင်ဘယ်လိုလုပ်မလဲမိမယူရမယ်တခင်လေးကကျွန်တော်ကိုလွတ်လပ်ခွင့်ပေးမလို့လားအိမ်တော်ကိုပြန်ရောက်တော့စပွဲပေါ်မှာပူပူနွေးနွေးဟင်းပွဲတွေပြင်ဆင်ထားပြီးဖြစ်ပါတယ်ရှောင်းထောင်းကတခင်လေးကိုကောင်းညွတ်ပြီးတခင်လေးစပွဲပြင်ထားပြီးပါပြီဟေ့အရက်သမားကြီးသမင်းစားမယ်ထိုးစင်အဝတ်စားခက်ဆုပ်ဆုပ်နဲ့တိုင်းသမားဆန်းဆန်းအရက်သမားကြီးတယောက်စပွဲစီရောက်လာပါတယ်တခင်လေးချူကကျန်းထန်းလုံးကိုစပွဲမှာဝင်ထိုင်ဖို့ပြောလိုက်ပေမဲ့တခင်လေးမဖြစ်ပါဘူးတခင်နဲ့ကျွန်းတစားပွဲလေးထိုင်စားတာစီကန်းနဲ့မညီပါဘူးစောက်ရည်မပါတဲ့စီကန်းတွေကိုတွားပစ်လိုက်မညီနဲ့ထိုင်စားဆန်းတခင်လေးချူရဲ့အမိန့်ကြောင့်အားလုံးစပွဲတစ်ခုထဲမှာပျော်ပျော်ရွှင်ရွှင်ထိုင်စားကြရပါတယ်နောက်တနေ့မနက်မှာတခင်လေးချူဟာကုန်တယ်ကြီးဂျင်ရှန့်စီကိုတွားရောက်ခဲ့ပါတယ်ကျူးစတိုးဆိုင်ပိုင်ရှင်ဒီလိုကြောက်စိမ့်မျိုးထက်ရှိသေးလားချူတခင်လေးရဲ့ပတ်ဝန်းကျင်မှာရှိသမျှအကုန်ကုန်သွားပါပြီနောက်ထပ်ရဖို့ဆိုရင်အနည်းဆုံး3လလောက်ထပ်ဆောင်ရပါမယ်ရပါတယ်ငါမလောပါဘူး3လပြည့်ရင်ထပ်လာခဲ့မယ်ခြားတစ်ဖက်မှာတော့စီးပွားရေးနမူနာရွာတစ်ဆောက်လုပ်ရေးစီမံကိန်းကြီးကိုတခင်လေးချူကစတင်နေပါပြီလုပ်သားတွေကအုပ်တွေကိုမပြီးဝမ်းသာအားရစကားပြောနေကြတယ်ချူစာဆိုတော့ကြီးအိမ်ကတကယ်ကိုတရားမျှတတာပဲဗျာကလေးတွေကိုစာတင်ပေးတယ်ခုလဲအုပ်တွေကြွေပြားတွေဝယ်ပေးနေပြီကြားတာတော့ရွာတစ်တိဆောက်ရေးအဆိုလားပဲတကယ်ကိုအားရစရာပဲဟေးဟာဟာဟာထိုစဉ်တခင်လေးချူရဲ့ငွေအောင်ကားကြီးရောက်ရှိလာတဲ့အခါရွာသားတွေနဲ့ကလေးတွေအားလုံးလက်မြောက်ပြီးဝမ်းသာအားရအော်ဟစ်ကြိုဆိုကြပါတော့တယ်တခင်လေးချူပြန်ရောက်လာပြီဟေ့တခင်လေးပြန်ရောက်လာပြီကောင်းလေးမင်းကြီးရတာရွာမှာတော်တော်လေးလူကြိုက်များပြီးရေပန်းစားတာပဲနော်လူငယ်ကတော့ cigarette တလိပ်ကိုခက်မိုက်မိုက်မိမိရှိုက်ခွာလိုက်ပြီးရေမောကပြန်ပြောလိုက်ပါတယ်ငါကောင်ရဲ့ဒါကိုကိုပိုင်ဆွဲဆောင်မှုလို့ခေါ်တယ်ကွာကားဟာခန့်ညားထဲဝါလာတဲ့အင်ကြီးရှိမှထိုးရက်သွားခဲ့ပါတယ်ကားပေါ်ကဆင်းလာချိန်မှာတော့အိမ်ထဲကအစီကံကောင်းမလေးတွေနဲ့အိမ်ပေါ်တွေကဝမ်းသာအားရထွက်ကြွကြတာပေါ်မင်းသားကဓာတ်သမားကိုကောင်းမလေးတွေနဲ့မိတ်ဆက်ပေးဖို့ပြင်လိုက်ပါတယ်လာကြငါမိတ်ဆက်ပေးမယ်ဒီတယောက်ကတော့ငါနာမည်ချန်ချင်းရွှင်ဟာဖျားသခင်မင်းမနာမည်အစ်စ်ရှိတာပဲလားမင်းမငါ့ကိုမမေးခဲ့တာဒီလိုပြောပြီးတာနဲ့ချန်ချင်းရွှင်ဟာအိမ်မိုးပေါ်ကိုချက်ချင်းခုန်တက်သွားပြီးတိုင်းသမားကြီးပုံစံစတိုင်ထုတ်လိုက်ပါတယ်ဒါကိုကြည့်ပြီးကောင်းမလေးတွေပြန်လူအံ့ဩသွားကြတာပေါ့ဒီလိုတိုင်းတော်တဲ့အဆောင်ရှောက်ကောက်ရှူတွေဆိုတာဒီလိုပဲစမ်းကြကြတာပါထားလိုက်ပါသမင်းစားချိန်ကြမှာသူ့ကို
အောက်စင်းစားကိုတွားခေါ်လိုက်ရင်ရပြီမင်းသားဟာအခန်းတစ်ခုတည်းကိုဝင်သွားခဲ့ပြီးအခန်းလူကြီးထဲမှာလက်ညှိုးတစ်ချက်ထိုးလိုက်တာနဲ့ Dimension Supermarket စနစ်ထဲကနေအာကိုထိုအရက်ပလင်းတက်တာအများကြီးပေါ်ထွက်လာပါတယ်အဲ့ဒီနောက်အိယာပေါ်မှာထိုင်နေတဲ့ချန်ချင်းရွှေရန်ကိုခေါ်လိုက်တာပေါ့အရက်သမားကြီးအောက်ဆင်းခဲ့တော့ဒါမင်းရဲ့အခန်းပဲအိယာကအီဆက်ညှို့ယူနေတာပဲရေချိုးခန်းကဟိုမှာရေချိုးခန်းထဲကရေပန်းကနေရေတွေလျှက်စစ်စနစ်နဲ့လိုတလူထွက်လာတာကိုမြင်တော့ရှေးခေတ်လူဆိုဓာတ်သမားကြီးချန်ချင်းရွှေတယောက်ပါဇက်အဟောင်းသားနဲ့အံ့အားမြင်တက်သွားရပါတယ်မင်းသားကသူ့ကိုဓာတ်တစ်ချောင်းနဲ့ခင်မီစတိုင်ကြတဲ့မှန်ပြောင်းတစ်ခုကိုကမ်းပေးလိုက်ပါတယ်ပြီးခဲ့တဲ့တစ်ခေါက်ကမင်းရဲ့ဓာတ်ကျိုးသွားလို့ဒါလေးအစားထိုးပေးတာပါဒါကတော့မှန်ပြောင်းလို့ခေါ်တယ်ချန်ချင်းရွှေကဓာတ်ဆွဲထုတ်ကြည့်ရင်ဓာတ်ကောင်းပဲဒါအမှန်တကယ်ကိုနက်ဖျားလက်နက်ပဲပြချန်ချင်းရွှေဟာမှန်ပြောင်းကိုကင်ပြီးအိမ်ခေါမိုးပေါ်ခုံတက်ကအဝေးကမျိုးလေးကိုလှမ်းကြည့်လိုက်ပါတယ်ညကြီးစနစ်ပါတယ်မှန်ပြောင်းထဲမှာအဝေးကရန်သူတွေနဲ့မျိုးလေးကလူတွေကိုကိုကွက်ကွင်းကွင်းထိန်းချုပ်မြင်တွေ့လိုက်ရတဲ့အခါမိုင်းပေါင်းထောင်ချီမြင်နိုင်တဲ့မျက်လုံးပါလားဒီကောင်လေးချူဝါစီဆိုတာရိုးရိုးရှင်းရှင်းပုံကိုတော့မဟုတ်ဘူးပဲမင်းသားဟာသူ့ရဲ့ Dimension Supermarket ထဲကိုတကြော့ပြန်ဝင်ရောက်သွားပြီးခင်မီ Supermarket ဈေးဝယ်လဲကြီးနဲ့တံပိုးကြီးရေမွေးမျိုးစုံကိုအပြည့်တည်ဆောင်လာခဲ့ပါတယ်ပြီးတော့တစ္ဆာရှိတဲ့အစီခံကောင်းမလေးရှောင်းဖန်းကိုခေါ်လိုက်တယ်ရှောင်းဖန်းမင်းကိုတာဝန်တစ်ခုပေးခြင်းလို့ရှောင်းဖန်းကလန့်ဖြတ်ပြီးတခင်လေးကတမီးကိုရေမွေးတွေတွားရောက်ခိုင်းမလို့လားဟင်ချူဝါစီကအားရပါရရေမောရင်ဟာမှန်တာပေါ့ဒီနေ့ကစပြီးမင်းဟာဒီရေမွေးဆိုင်ရဲ့ကျန်းကွေဆိုင်ကူမန်နေဂျာဖြစ်ပြီးရှောင်းဖန်းရဲ့ခေါင်းလေးကိုပို့ပေးရင်မင်းသားကခက်ပြုံးပြုံးနဲ့မေးလိုက်ပါတယ်ရှောင်းဖန်းမင်းရဲ့မူလနာမည်ရင်းကဘာလဲဟင်ငါတို့အတူတူနေလာတာဒီလောက်ကြာတာတော့မင်းရဲ့နာမည်ရင်းကိုငါမသိသေးဘူးဒါတကယ်ကိုအားနာစရာပဲတမီးကငယ်စဉ်ကတည်းကပြည့်တစားအိမ်ကအမေရဲ့မွေးစားခြင်းကိုခံခဲ့ရတာပါတမီးမှာကိုယ်ပိုင်နာမည်မရှိပါဘူးဒီစကားကိုကြားတော့မင်းသားဟာစိတ်မကောင်းဖြစ်သွားပြီးခဏမျှစဉ်းစားလိုက်ပါတယ်ကဲဒါဆိုရင်ဒီနေ့ကစပြီးတခင်လေးကမင်းကိုနာမည်အတစ်တစ်ခုပေးမယ်မင်းရဲ့နာမည်ကိုချောင်းကျင့်လို့ခေါ်ရင်ဘယ်လိုလဲချောင်းကျင့်လောကကြီးရဲ့ခက်ခဲနေမှုတွေကြားမှာမင်းဟာအေဂျင့်ပြီးဖြူစင်တဲ့မျက်မှောင်ထဲမှာတိတ်တဆိတ်ပွင့်လန်းနေတဲ့ပန်းလေးလိုပဲအပြင်ပန်းအခက်ခဲတွေကိုကြော်လွန်ပြီးကိုယ်ပိုင်လင်းရောင်ကိုဖြာထွက်စေမဲ့နာမည်ပေါ့တခင်လေးကတမီးကိုတာမန်စေကန်တယောက်လိုမဆက်ဆံပဲအမှန်တကယ်စာနာနားလည်ပေးတာပဲတခင်လေးနာမည်ပေးတာကိုကျေးဇူးအများကြီးတင်ပါတယ်တမီးလူတိုင်းကိုတောပြောပြလိုက်အောင်မယ်ရှောင်းဖန်းပျော်ရွှင်စွာထွက်သွားဖို့ပြင်ဆင်ပါပဲမင်းသားကလှမ်းတားလိုက်ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာအပြင်ဘက်တင်းပေါက်နာကနေချန်ချင်းရွှင်ရဲ့စကားတန်ထွက်ပေါ်လာခဲ့တယ်မင်းတို့တုံးတဲ့ကောင်းတဲ့ယောက်ကမှဒီလောက်နားထောင်လို့မကောင်းတဲ့နာမည်မျိုးကိုစဉ်းစားထုတ်နိုင်တာပါချူဝါစီကဒေါသထွက်သွားပြီးခင်မီပစ္စတိုတနက်ကိုဆွဲထုတ်ကချိန်လိုက်ရင်စောက်ကျိုးနေမင်းမှာသူများစကားကိုချောင်းနားထောင်တဲ့အချင်းစရိုက်ရှိတာလားငါ့ကိုလမ်းတေအောင်လုပ်နေတာလားချန်ချင်းရွှင်ကလပ်မြောက်ကခက်အေးအေးပြန်ပြောရင်းငါအခုမှရောက်တာပါသမင်းဘဲချိန်စားရမလဲလာမေးတာမတော်တဆကြားလိုက်တာပါမိမတွေနဲ့ပတ်သက်ရတာဗာများကောင်းလို့လဲချန်ချင်းရွှင်ထွက်သွားပြီးနောက်မင်းသားဟာတနက်ကိုပြန်တင်းကတက်ပြင်းချလိုက်ပါတယ်ပို့ဆသွားပြီးနောက်ဆိုစူပါမားကတ် Dimension နဲ့ဝင်ရင်လိုက်ကားတွေကိုတိတိကျကျပိတ်ထားမှရမယ်တော်သေးတာပေါ့ရေမွေးတွေကိုလေထဲကနေဒီတိုင်းမဖန်တီးလိုက်လို့ညနေပိုင်းမှာတော့အိမ်တော်ကြီးထဲမှာငိမ့်ရှက်လာတဲ့ဟင်းလျာအစုံအလင်းနဲ့စီးပွားရေးစီမံကိန်းကြီးစတင်ပါတော့တဲ့အဖွားကြီးကဟင်းပန်းကန်တွေကိုစပွဲပေါ်ပြင်ဆင်ပေးထားပြီးလူဆောင်သွားတဲ့အခါမင်းသားကထမင်းဝိုင်းမှာထိုင်လိုက်ပါတယ်လူတိုင်းနာမည်အစ်စ်ကိုတီးပြီးကြပြီမလားကဲဒါဆိုရင်ထမင်းစားကြဆိုထမင်းစားပြီးနောက်မင်းသားဟာအခန်းထဲမှာလိုက်ကားတွေကိုတေချာပိတ်ပြီးရှောင်းဖန်းကိုရေမွေးရောင်းချရေးနီးပြူဟာတွေကိုတင်ကြားပေးပါတော့တယ်သူဝါစီကရေမွေးပလင်းကိုကင်ပြရင်လာခဲ့ဒီနေ့ငါမင်းကိုရေမွေးကြောင်းတင်ပေးမယ်ရနက်ဆက်ဝင်ဆန်အားနဲ့အရေးတွေးလိုက်တိတိကျကျခွဲခြားထားရမယ်ဈေးနှုန်းကိုတော့ငွေ69ရှန်ကနေ999ရှန်အထိအမျိုးအစားလိုက်သတ်မှတ်မယ်ပြီးနောက်မင်းသားဟာရွှေရောင်တရက်ဖူးဖုံးထားတဲ့အထူးတီးတန့်ရေမွေးပလင်းကြီးကိုပြလိုက်ရင်ဒီပလင်းကတော့ငါတို့ဆိုင်ရဲ့စက်တရေဆောင်အဖိုးတန်ပစ္စည်းပဲကြည့်ုံပဲကြည့်ခွင့်ပေးမယ်လုံးဝမရောင်းဘူးငါတို့ရဲ့ပြစ်မှတ်ကမျိုးတွေကတထေးကတော့တွေနဲ့မင်းသမီးလေးတွေဖြစ်တဲ့အတွက်ဈေးနှုန်းသတ်မှတ်ချက်ကိုလုံးဝလက်မနှေးရဘူးသူတို့စင်းရဲသားတွေစီက6ယူထားတဲ့ပတ်စံတွေကိုငါတို့ကနီးလက်တကြပြန်ယူတာဗာဆန်းတယ်လေမင်းသားဟာစိုင်တစ်ဖွင့်ပွဲအတွက်တွက်ချက်ရင်မကောင်းဆိုးဝါးဆန်းပြတဲ့အပြုံးတစ်ခုကိုပြုံးလိုက်ပါတယ်မျိုးစားကတော့ရဲ့ promotion ကြော်ညာအချိန်နဲ့ဆိုရင်ငါတို့ဈေးကွက်ကိုနည်းနည်းစီထုတ်ရောင်းပြီးဝယ်လိုအားကိုမြင့်တင်လိုက်ရုံနဲ့ဒီရေမွေးဆိုင်ဟာတစ်မျိုးလုံးမှာပောက်ကွဲအောင်အောင်မြင်သွားမှာအသေးချာပဲ